那我们今天开始上课吧。打算老师都给你单撒样呢，同学们好。老师好，老师好，好，那我们今天开始上课吧。今天我们要学习汉字的笔画。ဒီနေ့ကဘာတွေသင်မှာလဲဆိုရင်တရုတ်စာနဲ့ပတ်သက်တဲ့ရေးပုံရေးနည်းရေးဆွဲနည်းတွေပဲဖြစ်တယ်။တနည်းအားဖြင့် stroke လို့လည်းခေါ်တယ်နော်။အဲ့တော့ဒီစလုံးလေးတွေပေါ့နော်ဒီတရုတ်စလုံးလေးတွေကိုတစ်ခုချင်းကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က stroke လို့ပြောကြတယ်နော် stroke order လို့ပြောကြတယ်ပေါ့ဒါကြောင့်မို့လို့နော်ဒီမှာဘာအကြောင်းကိုသင်ရမှာလဲဆိုရင် stroke တွေကိုဒီနေ့ဘယ်လိုရေးဆွဲသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာကြရမှာဖြစ်တယ်နော်အဲ့တော့တရုတ်စကလုံးတွေရဲ့ stroke တွေအကြောင်းပေါ့အဲ့တော့ stroke တွေမှာဘာတွေရှိလဲဆိုရင်နာမည်တွေရှိတယ်နော်အဲ့တော့ဒီလိုမျိုးတရုတ်စလုံးတစ်လုံးဖြစ်လာဖို့နော်တရုတ်စလုံးတစ်လုံးဖြစ်လာဖို့ဒီမှာနော်ဒီမှာဆိုရင်ဒီကောင်လေးကစလုံးတစ်လုံးပဲဒီကောင်လေးကလည်းစလုံးတစ်လုံးပဲဥပမာကျွန်တော်တို့ဒီမှာအပေါ်မှာပြထားတဲ့ဒီမှာဒီကောင်လေးဆိုလဲစလုံးတစ်လုံးဒီကောင်လေးဆိုလဲစလုံးတစ်လုံးဒါတရုတ်စကလုံးတစ်လုံးဒါတွေကို Chinese character လို့ခေါ်တယ်အဲ့တော့ character တစ်လုံးတစ်လုံးရလာဖို့ဘာလေးတွေပေါင်းထားသလဲဆိုရင် stroke လေးတွေပေါင်းထားတာအဲ့တော့ဒီမှာနော်ပေါင်းထားတဲ့ stroke လေးတွေတစ်ခုချင်းစီကိုပဲလာရှိတို့ကဘာလေးတွေရှိလဲဆိုရင်နာမည်ရှိတယ်တို့မှာအဲ့ဒီ stroke လေးတွေမှာနာမည်ရှိတယ်ဆိုတော့အဲ့ဒါလေးတွေကိုနာမည်နဲ့မှတ်ပြီးတော့မှကျွန်တော်တို့ဘယ်လိုရေးဆွဲမလဲဆိုတာကိုလေ့လာကြရမှာဖြစ်တယ်နာမည်နော်သူ့မှာနာမည်တွေရေးဆွဲတာမဟုတ်ဘူးနာမည်တွေရှိတာမဟုတ်ဘူးရေးဆွဲနည်းပါရှိတယ်နော်ရေးဆွဲနည်းကလည်းမှန်မှန်ကန်ကန်ဖြစ်ရအောင်ပဲနော်ဘယ်ကနေညာဆွဲထားတဲ့မြင်းချောင်းတစ်ချောင်းကိုညာကနေဘယ်ကိုဆွဲလို့မရဘူးအပေါ်ကနေအောက်ကိုဆွဲရမယ်ဒီ stroke တစ်ခုကိုအောက်ကနေအပေါ်ကိုပြောင်းပြန်ဆွဲလိုက်လို့မရဘူးလို့လားရှိလို့တေချာကောင်းကောင်းနားလည်ရမယ်အဲ့တော့ stroke တွေမှာဆွဲသားနည်းရှိတယ်နော်အဲ့တော့တရုတ် Chinese character တွေကိုလေ့လာတဲ့အချိန်မှာ character တစ်လုံးမှာ stroke တွေနဲ့ဖွဲ့စည်းထားရဲဆိုတာတွေ့နိုင်တယ်အဲ့ဒီ stroke တစ်ခုချင်းစီတိုင်းမှာနာမည်တွေရှိတယ်ဆိုတာသိရမယ်အဲ့တော့အဲ့ဒီနာမည်တင်မကဘူး stroke တွေမှာဘယ်လိုရေးဆွဲရမလဲဆိုတော့စီမင်းစည်းကမ်းလည်းရှိသေးတယ်ဆိုတာလည်းသဘောပေါက်ရအောင်ပဲရမယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့တရုတ်စလုံးတွေကို stroke တွေကိုဒီမှာစပြီးတော့လေ့လာကြရအောင်တကယ်တော့ဘာတွေလေ့လာနေတာလဲဆိုရင် character တွေလေ့လာနေတာနော်အဲ့တော့ character တစ်ခုရလာဖို့ဘာတွေပေါင်းဆက်ထားသလဲဆိုရင် stroke တွေပတ်နဲ့ပေါင်းဆက်ဖွဲ့စည်းထားတာပဲဖြစ်တယ်အဲ့တော့အဲ့ဒီ stroke လေးတွေမှာနာမည်လေးတွေရှိတယ်ဒါလေးတွေကိုကြည့်အောင်နော်အဲ့တော့ဒီကောင်လေးကိုကြည့်အောင်အဲ့တော့ဒါလေးကို stroke တစ်ခုလို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်အဲ့တော့အဲ့ဒီ stroke လေးရဲ့နာမည်ကဘာလဲဆိုရင်ဒီမှာပေးထားတယ်ဘာလဲဆိုရင် he ang hang လို့ပေးထားတယ်နော်ဒီမှာထုံးလေးကဆိုရင် second လို့တွေ့နိုင်တယ်ဒီမှာ initial အနေနဲ့ဗာတွေ့နိုင်လဲဆိုရင် he ကိုတွေ့နိုင်တယ် eng ကတော့ကျွန်တော်တို့ခင်ဗျားတို့မသိရသေးဘူးတကယ်တမ်းတော့နော် eng ဆိုတဲ့ဒီဟာလာဒီ final ကိုခင်ဗျားတို့မသိရသေးဘူးဒါတော့ final part 2မှာသင်ရမှာနော် initial part 2ကြံသေးတယ် final part 2ကြံသေးတယ်ခင်ဗျားတို့သင်ဖို့တွေ့ပါအဲ့တော့ကိစ္စမရှိဘူးဒီမှာအကြမ်းမြင်လေးသူ့ရဲ့နာမည်လေးကိုကျွန်တော်တို့မှတ်မယ်ဟောင်ဟောင်ခင်ဗျားတို့ဟာကိုသိပြီးသားနော်ဟောင်ဟောင်ဟာဟောင်ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ stroke ကလေးရဲ့နာမည်ကဟောင်လို့ခေါ်တယ်ဒါလို့ဒီကောင်လေးကိုမြင်တိုင်းမှာကျွန်တော်တို့ဘယ်လိုရွတ်လို့ရလဲဆိုဟောင်ဟောင်ဒီလိုမျိုးပြောလို့ရတယ်ရမယ်နော်အေးဒါဆိုရင်အဲ့ဒီ stroke ကလေးတစ်ခုရလာဖို့ဘယ်လိုမျိုးရေးဆွဲရမလဲဆိုတာကြံသေးတယ်ဒီဟာကြီးတော့မြင်တာဟုတ်တယ်နော်ဥမာကျွန်တော်တို့ဘယ်လိုရေးဆွဲရလဲဒီလိုလေးဆွဲလိုက်တာလားဒီလိုလေးဆွဲလိုက်တာလားဒါမှမဟုတ်ရင်ဒီလိုတစ်ချမ်းဆွဲပြီးမှဒီလိုဆက်ဆွဲတာလားဒါမှမဟုတ်လို့ရှိရင်ဒီလိုတစ်ချက်တစ်ခါဆွဲပြီးမှဒီလိုဆက်ထားတာလားဒီလိုတွေဆွဲထားတာဟုတ်လားပေါ့ကျွန်တော်တို့နော်အဲ့တော့ဆွဲနည်းအမှန်ကဘာလဲဆိုတာမျိုးသေချာကွဲပြားဖို့လိုသေးတယ်ဆိုတော့ဆွဲနည်းအမှန်ကိုကြည့်အောင်နော်ဟောဒါလေးကဟောင်းကိုဆွဲတဲ့နည်းလေးရမယ်နော်အဲ့တော့ direction ဆိုတာကဒီမှာဆွဲသားနည်းတွေကိုဒီမှာပြောထားတာရမယ်နော်ဒါကဟောင်းကိုရေးဆွဲတဲ့နည်းဟာဒါဆိုလို့ရှိရင်ဟောင်းကဘယ်ကနေဘယ်ဆွဲရဆိုရင် left to right ဘယ်ကနေညာကိုရေးဆွဲရတယ်လွတ်မှတ်ရမယ်အဲ့ဒါကိုညာကနေဘယ်ကိုပြန်ဆွဲလို့မရအောင်ရမယ်နော်အဲ့တော့ဒီ stroke လေးရဲ့နာမည်ကဘာလဲဆိုရင်ဟောင်းသူ့ကိုဘယ်လိုရေးဆွဲလဲဆိုရင်ဘယ်ကနေညာကိုကျွန်တော်တို့ရေးဆွဲပြရမယ်ဒီလိုမျိုးလေးပေါ့ရမယ်နော်ဒီလိုမျိုးလေးရေးဆွဲပြရမယ်ဒီလိုမျိုးလေးရေးဆွဲပြရမယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအနောက်မှာဗာလေးတွေပေးထားသေးလဲဆိုရင် example လေးတွေပေးထားသေးတယ်အဲ့တော့ hang နဲ့ပတ်သက်ပြီး example ပေးထားသေးတယ်ဒီမှာကြည့်အောင်အဲ့တော့ hang stroke တစ်ခုတည်းကိုတွေ့ရင်သူ့ရဲ့နာမည်ကဘာလဲဆိုရင်ဒီမှာဗာရဲလဲ一对一အဲ့တော့ဒီ hang ဆိုတဲ့ဒီ stroke ကလေးကို character တစ်ခုအနေနဲ့ပြောမယ်ဆိုရင်ဘာလို့ဖတ်ရလဲဆိုရင် yi လို့ဖတ်ရတယ်အဲ့တော့ stroke တွေမှာတော့သူကဘာမှမရှိသေးဘူးလို့ဆိုရင်အဓိပ္ပာယ်ကမရှိသေးဘူး stroke တွေနဲ့ပေါင်းဆက်လိုက်မှသာလည်းဘာဖြစ်လာတာတော့ character ဖြစ်လာအဲ့ဒီ character တွေမှာပဲအဓိပ္ပာယ် meaning ကသတ်မှတ်လို့ရတယ်နော်
stroke တစ်ခုချင်းစီမှာတော့အဓိပ္ပာယ်တွေမရှိဘူးလားဆိုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကနေ့အများစုသုံးတာဒီလိုမျိုးတစ်လုံးနဲ့ရှိနေတဲ့စကားလုံးတွေထက်ကိုဒီလိုမျိုးဟာလာအစုလိုက် stroke တွေအများကြီးလိုက်ဖွဲ့စည်းထားတဲ့စလုံးတွေကိုပဲများသောအားဖြင့်တွေ့ရမှာပဲဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာသူ့ရဲ့ stroke တစ်ခုတည်းတော့ဟောင်းလို့ခေါ်ပေမဲ့ဒီမှာကျတော့ character အနေနဲ့သူ့ကိုမြင်မယ်ဆိုရင်တော့ရီးလို့လာဆိုသိရမှာဖြစ်တယ်ဒါဆိုရင်ရီးကဘာကိုပြောသလဲဆိုရင်ဒါသူ့ရဲ့အတန်ထွက်ရီးရဲ့ character ကဟောင်းမှန်းနော်အဲ့တော့ရီးရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဒီမှာ1ဖြစ်ဆိုပြီးတော့မှကျွန်တော်တို့နားလည်နိုင်တယ်ဒါဆိုရင်တရုတ်လိုရီးလို့ဖတ်လိုက်လို့ရှင်ဒါဒီအဓိပ္ပာယ်ကတစ်လို့ပြောချင်တာဆိုတာကျွန်တော်တို့သဘောပေါက်နိုင်တယ်အဲ့တော့သူ့ character လေးကိုဘယ်လိုရေးရလဲဆိုတော့ဟောင်းဆိုတဲ့ stroke လေးတစ်ခုဆွဲလိုက်ရင်ဒါဒီတရုတ်လိုတစ်လို့ရေးလိုက်တာ ਨੇ အတူတူပဲရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ character ဒီမှာ meaning meaning အကုန်လုံးကိုတွဲပြီးလေ့လာနေအခုသူ့ရဲ့ရေးသားနည်းကိုပါတွဲပြီးလေ့လာလေရမယ်နော်ဟုတ်ဒါဆိုရင်ဒါကဟောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အဓိပ္ပာယ်လေးတွေနောက်တစ်ခုကြည့်ရအောင်ဒါဆိုရင်ရီးတစ်ခုတည်းမဟုတ်ဘူးဒီမှာဒီ character လေးတစ်ခုကိုကျွန်တော်တွေ့ရပြန်တယ်နော် character လေးတစ်ခုကိုတွေ့ရပြန်တယ်အဲ့တော့ဒီမှာဟောင်းဘက်နှစ်ခုတွေ့ရလဲနှစ်ခုတွေ့ရတယ်တွေ့ပါဒီမှာအပေါ်ကဟောင်းပဲအောက်ကလည်းဟောင်းပဲဒါပေမဲ့ဟောင်းကိုပဲသူကဘာတူနေလဲဆိုရင်အတူအရှိကွာသေးတယ်တွေ့လားအဲ့တော့ဟာနှစ်ခုကိုပဲသူ့မှာအတူအရှိနည်းနည်းကွာနေသေးတယ်ဒီလိုလေးပဲနှစ်ခုလုံးကတော့ဗာပဲဆိုရင် vertical တိုင်း horizontal တိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့်ဟောင်းပဲဒါကြောင့်မလို့သူ့ကိုဟီးဟောင်းဆိုရင်ဟန်တစ်ခုအော့ဟောင်းဆိုရင်ဒုတိယဟန်လို့ခေါ်တယ်ဒါကြောင့်မလို့သူ့ရဲ့အတန်ထွက်ကလေးဒီမှာပေးထားသေးတယ်အတန်ထွက်လေးကပါလဲအော်ဒီပါအော်ရမယ်နော်အော်ဒီမှာ four တုံးတယ်မလို့တန်ပြတ်ဖြစ်ရမယ်နော်ဒါဆိုရင်ဒါဒီ stroke လေးကိုတွေ့တဲ့အချိန်မှာဒီ stroke လေးနှစ်ခုပေါင်းထားရင်သူ့ရဲ့အတန်ထွက်ဘယ်လိုထွက်ပြရလဲဆိုရင်လို့ထွက်ရတယ်သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်နှစ်လို့အဓိပ္ပာယ်ရတယ်ဒါကြောင့်မလို့ยีဒီပါยีရမယ်နော်ဟုတ်ยีဟုတ်ဒါကြောင့်မလို့ဒီမှာဟောင်းနဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့ရေးသားနည်းလည်းသိရမယ်ဒီမှာနာမည်လေးလည်းအခေါ်ပေါ်လေးလည်းမှတ်ရမယ်ပြီးရင်သူနဲ့ပတ်သက်တဲ့ example လေးတွေလည်းနားလည်သဘောပေါက်ဖို့ဘေးမှာဖော်ပြပေးထားတယ်တွဲပြီးတော့နော်ဟုတ်နောက်တစ်ခုကြည့်ရအောင်ဒါဆိုရင်နောက်တစ်ခု character လေးကဒီမှာဘာလို့ဆိုရင် vertical တိုင်းရှိတဲ့ကောင်နော်အဲ့တော့သူ့ရဲ့နာမည်လေးကဘယ်လိုခေါ်လဲဆိုရင်ဒီမှာဘယ်လိုခေါ်လဲဆိုရင် initial ကဘာတွေ့ရလဲဆိုရင်ရှ်ဆိုတာလေးတွေ့ရတယ် vertical ကဘာ sorry final ကဘာလဲဆိုလို့ရှိရင်เราတို့ဦးဆိုတော့ရှူဆိုတော့ရှူဒီလိုမျိုးပြောနိုင်တယ်အဲ့တော့ stroke လေးက four tone ဖြစ်တဲ့အတွက်ကြောင့်ရှူရမယ်နော်အဲ့တော့ဒီ stroke လေးရဲ့အတန်အတွက်ကဘာလဲဆိုရင်ရှူရမယ်နော်အဲ့တော့ဘေးမှာရေးထားတဲ့ character တွေကအဲ့တော့ရှူကိုပဲသူကတရုတ်လိုရေးထားတာပဲဖြစ်တယ်ဒီဟာကဘာလဲဆိုရင်ဟောင်းကိုပဲတရုတ်လိုရေးပေးထားတာပဲဖြစ်တယ်ရမယ်နော်အဲ့တော့အဲ့ဒါလေးတွေလောက်ရှိရမပြောသွားဘူးလို့ဖြစ်မှာဆိုလို့ရမယ်နော်အဲ့တော့ horizontal တိုင်းရှိတဲ့ stroke တွေကိုတော့လောက်ရှိတို့ကဟောင်းလို့ခေါ်ပြီးတော့မှ vertical တိုင်းရှိတဲ့ stroke တွေကိုတော့ရှုလို့အတန်ထွက်ပေးရမယ်ရှုလို့သူ့မှာအတန်ရှိတယ်ဆိုတော့နားလည်ရမယ်ဒါဆိုရင်ရှုဆိုတဲ့ character လေးဘယ်လိုရေးလဲကြည့်ရအောင်ဘယ်လိုရေးလဲအပေါ်ကနေအောက်ကိုဆွဲတွေ့အပေါ်ကနေအောက်ကိုဆွဲရတယ်အဲ့တော့ရှုကိုတွေးလို့ရှိရင်အောက်ကနေအပေါ်ကိုပြန်ဆွဲလို့မရအောင်เนาะအပေါ်ကနေအောက်ကိုဆွဲရတယ်နောက်တစ်ခုသတိထားရမှာကဒါဆိုရင် stroke ကတစ်ခုတည်းပဲဖြစ်တယ်ဒါဆိုရင်လည်းပဲ stroke ကတစ်ခုတည်းပဲဖြစ်တယ်ဒါကြောင့် stroke ကတစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုရေးတဲ့အချိန်မှာတစ်ချက်တည်းပြီးပြအောင်ဆွဲရမှာပဲဖြစ်တယ်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်နားလိုက်ဒီလိုဆွဲလိုက်နားလိုက်ဆွဲလိုက်တွေလုပ်လို့မရဘူးဒီမှာနားလိုက်ဆွဲလိုက်တွေလုပ်လို့မရနားလိုက်ဆွဲလိုက်လုပ်လိုက်တာနဲ့ဒီလိုမျိုးတွေလာမလို့လားအတက်ပြဿနာတွေဒီမှာ error တွေတက်လာလိမ့်ဥပမာဒီမှာဒီလိုလေးလိုက်တယ်ဟောဒီမှာတွန့်သွားဒီလိုအတွန့်နေအကွေးတွေကမလို့အဖဲပါလို့မရဘူးပေါ့ပြောချင်တာကဒါမယ်နော်အဲ့ဒါတွေကမလို့အဖဲပါလို့မရဘူးဒါကြောင့်မို့လို့ stroke တစ်ခုချင်းစီမှာတစ်ချက်တည်းနဲ့ပြီးပြအောင်ဆွဲရမယ်နောက်တစ်ခုနော်ကိုကပထမဆွဲလိုက်တာရှိတယ်ကျွန်တော်တို့နော်ကျွန်တော်တို့အဓိကတော့ငယ်ရပါနော်ကျင့်ကလေးတစ်ခုရှိတယ်ဗာလဲဆိုရင်တစ်ခါတလေခဲတယ်မထင်တာတော့လကောင်းကိုကရေးလိုက်တာနည်းနည်းသိမသိတာလို့ဟာလားနည်းနည်းလေးသိမထင်သွားဘူးဆိုရင်ကျွန်တော်တို့အကျင့်ရပါလဲဆိုဒါလေးကိုဒီလိုလေးထပ်ပြီးဆွဲရကြတာမျိုးတွေရှိတယ်နော်ဒီလိုတွေထပ်ပြီးဆွဲရကြရင်ဘာလို့လဲဆိုတော့ရှုပ်ထွေးလာတာဆိုတော့တရုပ်စာမှာအဲ့လိုတွေလုံးလို့မရအောင်နှစ်ခါပြန်ပြီးဘယ်တော့မှမဆွဲနဲ့ရေးဆွဲတဲ့အချိန်မှာအဲ့ဒါအရင်ရေးကြည့်တယ်နော်အဲ့တော့မလှလေဘာမှမဖြစ်ဘူးထားလိုက်တော့နောက်တစ်လုံးကြမှာလှအောင်ဆွဲမယ်ရမယ်နော်တစ်လုံးဆွဲလိုက်လို့မလှလို့ဆိုပြီးတော့မှဟာလားဒီလိုမျိုးတွေပြန်ပြင်ပြီးတော့ဆွဲတာမျိုးတွေထက်တာတွေချစ်တာတွေဘာမှထပ်မလုပ်လို့မရဘူးနော်အဲ့တော့တစ်ချိန်နဲ့ပြီးပြအောင်ဆွဲမယ်မလှရင်ပြန်ပြီးတော့မှနောက်တစ်လုံးလှအောင်ရေးမယ်ရမယ်နော်အဲ့တော့ vertical တိုင်းရှိတဲ့ကောင်လေးကိုဘယ်လိုခေါ်လဲဆိုရင်သူ့ရဲ့နာမည်လေးက vertical တိုင်းရှိတဲ့ stroke လေးကိုစုလို့ခေါ်တယ်နော် shrew ဒီလိုခေါ်တယ်တကယ်တော့နော် shrew ဒါဆိုရင်သူ့ရဲ့ example လေးကိုကြည့်ရအောင်အဲ့တော့ဒီမှာဒီ character လေးပေါ့ဟလာ
ဒီ character လေးရဲ့နာမည်ကဘယ်လိုခေါ်ရလဲဆိုရင်诗一ဆိုတော့诗对吧诗对吧နော်诗史ဟာ诗史second tone နော်诗ကဘယ်လိုခေါ်လဲဆိုရင်ဒီမှာအဓိပ္ပာယ်ကတော့ထန်းလို့ဒါဆိုနားလည်နိုင်တယ်30ကိုပြောတာဒါ诗ဆိုတဲ့ stroke ကိုကြည့်ပါအောင်诗ဆိုတဲ့ stroke မှာဘာပဲပါနေလဲဆိုရင်ဒီမှာဟောင်းတစ်ခုပါတယ်ရှုတစ်ခုပါတယ်ဒီပါဒါဆိုရင်ဘယ်ဟာအရင်ရမှာလဲပေါ့ရှုကိုအရင်ရေးပြီးမှဟောင်းကိုဆွဲမလားဟောင်းကိုအရင်ရေးပြီးမှရှုကိုဆွဲမလားဆိုတဲ့မေးခွန်းမျိုးတွေပေါ်ပေါက်လာတယ်ဒီပါအဲ့ဒါလေးတွေလည်းနောက်ပိုင်းကျရင်အသေးစိတ်သင်ရအောင်ပဲဒါဆိုရင်တော့အလွယ်ပဲမှတ်မယ်ဒီမှာတော့လောက်ရှိကအလွယ်ဒီပဲပြောလိုက်မယ်ဟောင်းကအရင်သင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဟောင်းကိုအရင်ဆွဲမယ်လောလောဆယ်တော့ဒီလိုလေးမှတ်မယ်အကြံပြီးရမယ်နော်ဟောင်းကိုအရင်ဆွဲမယ်ပြီးမှဘာလို့ဆိုမလဲဆိုရင်ရှုကိုဆွဲမယ်ရမယ်နော်好ဒါဒီ10နော်30ကိုဘယ်လိုပြောလဲဆိုရင်10လို့ပြောတယ်အဲ့တော့ခင်ဗျားတို့ character တွေဒီနေ့စရေးရတော့မှာနော်ยีတမျက်နှာအာတမျက်နှာ10တမျက်နှာရမယ်နော်မှတ်မိအောင်ရေးနော်နောက်နေ့ကျရင်မေ့မသွားသေးနဲ့ဟုတ်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခု example ကဒီမှာဗာလေးပေးထားလဲဆိုရင်ဒီကောင်ကလေးပေါ့ဟုတ်လားအဲ့တော့ဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒီ character လေးပေါ့ဒီနေရာ character လေးကိုဘယ်လိုခေါ်လဲဆိုရင်ကနော် ONG ကအုံးလို့ထွက်တယ်ကဲအုံးဆိုတော့ကုန်းရမယ်နော်ကဲအုံးဆိုတော့ကုန်းဟာကုန်းကဘာကိုပြောရဲဆို work အလုပ်ကိုပြောတာရမယ်နော်ကုန်းကအလုပ်လို့ပြောတာ work ဆိုတော့ noun လည်းရတယ် verb လည်းရတယ်နော်အလုပ်လုပ်တည်လည်းရတယ်ဒါကြောင့်မို့လို့ဒီ character လေးကိုဘယ်လိုရေးဆွဲသလဲကြည့်အောင်ဒီမှာအရင်လာတာကိုအရင်ရေးဆွဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင် hang လည်းပါတယ်နော် shrew လည်းပါတယ်နောက်တစ်ခု hang ကနှစ်ခုတောင်ပါတယ်ဒါဆိုဘယ်လိုဆွဲမလဲဒါဆိုရင်ရှေ့ကပြောလိုက်တယ် hang ကိုတွေ့တဲ့အတွက်ကြောင့် hang ကိုအရင်ဆွဲပါမယ်ဆိုတော့ဒီလိုမျိုးနှစ်ခုဆွဲပြီးမှဒီလိုမျိုးကြားတဲ့ဆွဲချတာမျိုးလုပ်လို့မရဘူးတရုပ်စာမှာနောက်တစ်ခုစီးမြင်တစ်ခုထပ်ပြောမယ်အပေါ်ဆုံးကလာရင်နော်အပေါ်အောက်ရှင်တဲ့အချိန်မှာအပေါ်ကကောင်တွေကိုအရင်ဆွဲပေးရတယ်ပြီးမှအောက်ကကောင်တွေကိုဆွဲမယ်နားမယ်နော်ဒီနှစ်ခုမှလည်းဒီလိုပဲဒီမှာနော်အပေါ်ကကောင်ကိုအရင်ဆွဲမယ်ပြီးမှအောက်ကကောင်ကိုဆွဲမယ်အဲ့ဒါကိုပဲကိုကအောက်ကကောင်ကိုအရင်ရေးတယ်ပြီးမှအပေါ်ကကောင်တွေဆွဲလိုက်တယ်လုပ်လို့မရအောင်နော်ဥပမာလောက်ရှိလို့ဆိုရင်ရှိရလေတစ်ခါတလေမှာရေးချအရင်ဆွဲတယ်ပြီးမှအပေါ်ကအသက်ကလေးတွေတင်းတယ်ဒီလိုမျိုးတွေရှိတယ်ဒါမြန်မာစာမှာတော့ဒီလိုမျိုးရေးရတာမှန်တယ်ဒါပေမဲ့တရုတ်စာမှာနော်အထက်နဲ့အောက်နဲ့ရှင်းလာမယ်ဆိုအပေါ်ကကောင်တွေကိုပဲအရင်ရေးတယ်ရမယ်နော်အဲ့တော့အထက်အောက်ပုံစံမျိုးဖွဲ့စည်းတဲ့ထားတဲ့ဒီ character တွေကိုတွေ့တဲ့အချိန်မှာအပေါ်ကနေစပြီးတော့မှကျွန်တော်တို့ဆွဲရတယ်ဆိုတာကိုမှတ်သားနိုင်တယ်ရမယ်နော်ဟာအဲဆိုရင်ကုန်းဆိုတဲ့စက်ကလုံးလေးကိုလည်းပဲအပေါ်ကနေစဆွဲမှာဖြစ်တယ်အပေါ်ကစတုပ်လေးကအောက်ကအပေါ်ကဟောင်လေးကအောက်ဆုံးမှာရှိထားတဲ့ဟောင်နဲ့ရှင်းမယ်ဆိုရင်နည်းနည်းတိုးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရနိုင်တယ်ရမယ်နော်အဲ့တော့ဒီမှာဒီလိုလေးတွေရအောင်လို့ကြိုးစားပြီးတော့မှရေးမယ်ပေါ့အစရေးတဲ့အချိန်မှာတော့မလာရတာတွေဘာတွေဖြစ်နိုင်တယ်ဒါပေမဲ့ကိစ္စမရှိဘူးအတက်နိုင်ဆုံးကြိုးစားပြီးလောက်အောင်ရေးရပြီနော်ရေးနဲ့ပိုကောင်းလာလိမ့်မယ်ဟာကဲဒါဆိုရင်ဒါလေးက show နော်ဒါဆိုရင်ဒါက hang ဒါက show နှစ်ခုပြီးသွားပြီကဲတတိယတစ်ခုကိုကြည့်အောင်တတိယတစ်ခုကဘာလဲဆိုရင်ဒီသင်္ကေတလေးပေါ့သူ့ရဲ့အတန်ထွက်လေးကဘာလဲဆိုရင်ဒီမှာ for ye ကဘာလဲဆိုရင် ye for ye ဆိုတော့ ye 对吧ဟာ for ye အဲ့တော့မှတ်ထားမယ် for ကဒီ i နဲ့တွဲရင်ဖြအတန်ထွက်တယ်နော်ဖြအတန်ထွက်တယ်နော် for က ye နဲ့တွဲလာတယ်ဆိုသူကဘာတန်လဲဆိုရင်ဖြအတန်ထွက်တယ်ဒါကြောင့်မလို့ for ye ဆိုရင်ဖြအဲ့ဒါကို for ye ဆိုတော့ဖယ်ဆိုပြီးထွက်နေမှာဆိုလို့နော်ဟာဆိုတော့ for ye ဒီလိုမျိုးပြောလဲရတယ်ဒါမှမဟုတ်ရင် for ye ဖြနော်ဒါဆိုရင်သူ့ကိုဖြလို့ခေါ်တယ်ဒီသင်္ကေတလေးကိုအဲ့တော့ဒီသင်္ကေတလေးကဘာပုံဖြစ်နေလဲဆိုရင် left falling ဆိုတော့ဘယ်ဘက်ကိုကွေးကျသွားတဲ့ပုံစံကလေးပေါ့နော်ပေါ်ကနေကျလာတဲ့ပုံစံလေးဒါကြောင့်မလို့သူ့ကိုဘယ်လိုရေးလဲဆိုတာကြည့်အောင်ဟောဒီမှာဘယ်ကနေစဆွဲလဲဆိုရင်အပေါ်ကနေပဲစဆွဲတယ်ညမယ်နော်အပေါ်ကနေပဲစဆွဲတယ်အဲ့ဒါလေးကိုဘယ်လိုခေါ်လဲဆိုရင်ဖြညမယ်နော်ဖြဟောဒါဆိုရင်ဖြဆိုတဲ့သင်္ကေတလေးကိုဒီမှာဘယ်နေရာတွေမှာတွေ့နိုင်လဲဆိုတာ example လေးကြည့်အောင်နော် example ကပထမတစ်ခုကဘာပေးထားလဲဆိုလို့ရှိရင်ဒီမှာ日昂让对吧让ဟာ让ကဘာကိုပြောလဲဆိုရင်လူကိုပြောတာဒီမှာ human လို့ပြောထားပြီးသားဟုတ်ပြီနော်နောက်တစ်ခုဒီမှာကြည့်အောင်ဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုရင်ပေါ်အားပါအဲ့တော့ပါဆိုတာဘာကိုပြောလဲဆိုရင်ကျွန်တော်တို့ရှစ်ကိုပြောတာအဲ့တော့ခင်ဗျားတို့နော်ဟို9တင်ပြီးပြီ9တင်ပြီးပြီအခုဒီမှာ1 2 10 8တင်ပြီးပြီမှတ်ထားနော်တင်ပြီးတာတွေမမေ့ပြနေအောင်အရှိမ9နဲ့
ခွန်နဲ့တင်လာခဲ့ပြီဒီမှာ1 2နော်ဒီမှာခွန်8 10ဒီမှာတင်ပြီးပြီရမယ်နော်ဟောဒိုနင်ဂျာမလောက်ရှိကဘယ်နှန်းကဘာတွေတင်လိုက်မှမသိဘူးဆိုတာမျိုးပြန်ပြီးတော့မှဟာလာပါလဲမစုမိမှာဆိုလို့နော်ဟောဆိုတော့ဒီ character လေးတွေကိုဘယ်လိုရေးလဲဆိုတာလေးနဲ့ပတ်သက်ပြီးကြည့်ရအောင် run ဆိုတာဒီလူကိုပြောတာဖြစ်ပြီး pa ဆိုတာဒီရှစ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့သူတို့နဲ့ပတ်သက်တဲ့ character လေးတွေကဒီမှာဒါဆိုရင်သူ့မှာဘာတွေပါလဲဆိုရင်ဖြဲတွေပါတယ်ဆိုတာတွေ့နိုင်တယ်ဖြဲကဘာကိုပြောတယ်လဲဆိုလို့ရှိရင် left falling ဆိုတော့ဘယ်ဘက်ကိုစောင်းသွားတဲ့သင်္ကေတလေးဒီလိုမျိုးအပေါ်ကနေစဆွဲပြီးတော့မှဘယ်ဘက်ကိုစောင်းသွားတဲ့သင်္ကေတလေးတွေကိုဖြဲလို့လောက်ရှိလို့ပြောနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒါလေးကဖြဲလေးပေါ့နော်ဒါလေးကဖြဲလေးပေါ့ရမယ်နော်ဟာကဲဒါဆိုရင်နောက်တစ်ခုကြည့်အောင်ဖြဲပြီးသွားရင်ဘာလာလဲဆိုရင်ဒီကောင်လေးသူ့ရဲ့အတန်ထွက်ကဘယ်လိုထွက်လဲဆိုရင်တန်သူကဒေါတ်တက်ပုံစံမျိုးအဆက်ပြောက်လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတန်လို့ကျွန်တော်တို့ပြောရမယ်ရမယ်နော်သူ့ကိုတန်လို့ပြောရမယ်ဟောအဲဆိုရင်နောက်တစ်ခုကြည့်ရအောင်နော်တန်ကိုဘယ်လိုရေးဆွဲတယ်လဲဆိုတာကိုကြည့်ရအောင်ရမယ်နော်တန်ဟောတကယ်တော့ဒီလောက်ကြီးတောင်ကြီးစရာမလိုတန်ကတော့ဒီမှာတေးသေးလေးလောက်ပဲဆွဲတယ်ဆိုလဲရတယ်တေးလေးလောက်ပဲဆွဲတယ်ဆိုလဲရတယ်တကယ်လက်ရေးထဲမှာတော့ဒီလိုမျိုးကြီးစရာမလိုဒါကတော့ဒီမှာကြည့်လေသူကတော့ဟာလာလုံးဝအစုပ်တန်နဲ့ရေးသားထားတဲ့ပုံစံတွေကိုအားလုံးရှင်းရှင်းလင်းလင်းသိစေဖို့အတွက်ရေးပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပုံစံမျိုးလေးတွေကြီးနေတာဖြစ်တယ်တကယ်တမ်းတော့ဒီလောက်အကြီးတွေအထူကြီးတွေဆွဲစရာမလိုဘူးเนาะဟာတကယ်ဟောလာကိုခဲရန်နဲ့ဘောဘန်နဲ့ရေးတဲ့အချိန်မှာတေးသေးလေးဖြစ်နေလဲကိစ္စမရှိဘူးဒါအောင်မှလှအောင်လို့ဆိုပြီးသူ့လိုမျိုးဒီလိုမျိုးဟာလာလောက်ပြီးမှဒီလိုချဲတာတွေပါတယ်လောက်ဆရာမလိုဘူးเนาะတေးသေးလေးကိုဆွဲလို့ရတဲ့လောက်လေးဒီလိုလေးပဲဆွဲမယ်ဘာမှမဖြစ်ဘူးရမယ်နော်အဲဆိုခင်ဗျားတို့စုပ်တယ်နဲ့ရေးတဲ့အချိန်မှာဒီလိုအကြီးထွက်မှာပဲလေကျွန်တော်တို့ဘောဘန်တွေခဲရန်နေနဲ့ရေးလို့ဆိုတာသေးနေအောင်ရမယ်နော်ဟောဒါဆိုရင်ဒီသင်္ကေတလေးကိုဘယ်လိုခေါ်တယ်လဲဆိုရင်တန်လို့ကျွန်တော်တို့ခေါ်တယ်ဟာလားအဲ့တော့ဒီသင်္ကေတလေးကိုဘယ်လိုရေးဆွဲလဲကြည့်ပြီးပြီဒါဆိုရင်သူနဲ့ပတ်သက်တဲ့ example လေးတွေသွားကြည့်ရအောင်ဒီမှာကြည့်ရအောင်ဒါဆိုရင်သူ့ရဲ့အတန်ထွက်ကိုကျွန်တော်တို့ဘယ်လိုထွက်လဲ对不不对吧不ဆိုတာဘာလဲဆိုရင် no not မဟုတ်ဘူးလို့ညင်းတာမှတ်ထားမယ်နော်မဟုတ်ဘူးလို့ပြောချင်ဘယ်လိုပြောလို့ရလဲ no လို့ပြောချင်ပို့ရမယ်နော် no လို့ပြောချင်ပို့တစ်လုံးနဲ့ပြောလို့ရတယ်နော် no လို့ပြောချင်ပို့ဟောဒါဆိုရင်ပို့မှာဘာပါလဲဆိုရင်ကျွန်တော် tn ဆွဲစကလုံးလေးပါတယ်ဘယ်ကောင်လေးလဲဆိုရင်ဒီကောင်လေးပေါ့ဒါလေးက tn လေးအဲ့တော့ကြည့်အောင်ပို့မှာဘာတွေပေါင်းထားသလဲကျွန်တော်တို့စလုံးလေးရေးဆွဲတဲ့အချိန်မှာအပေါ်ကနေစဆွဲရမယ်လို့ပြောထားတယ်အပေါ်မှာပါလဲဟောင်းပြီးရင်ပါလဲဒီမှာရှုပြီးရင်ဒီမှာပါလဲsorry ပြီးရင်ဖြဲပြီးမှဒီမှာပါလေးလဲတန်ဒီလိုလေးစီဆွဲရတာလောက်ရှိကတော့ mouse နဲ့မလို့တိတ်မလာနေဘူးเนาะ mouse နဲ့မလို့တိတ်မလာနေဆိုတော့စလုံးလေးကိုလှအောင်ရေးဆွဲမယ်ဒီစလုံးလေးရေးဆွဲတာတွေကိုအကယ်၍မေ့သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်မှာကြည့်နိုင်လဲဆိုလို့ရှိရင်ခင်ဗျားတို့ကိုပေးထားတဲ့ dictionary မှာ stock ဆိုတာလေးကိုရှာပြီးတော့ကြည့်လို့ရတယ်ရမယ်เนาะခင်ဗျားတို့ပေးထားတဲ့ download ဆွဲဖို့ပေးထားတဲ့ dictionary တွေမှာသွားပြီးကြည့်လို့ရတယ်เนาะ Android သမားတွေကကျွန်တော်တို့ဘယ်မှာကြည့်လို့ရလဲဆိုလို့ရှိရင်ဒီAmbient Light မှာကြည့်လို့ရမယ်နောက်တစ်ခု Black Hole မှာလည်းကြည့်လို့ရမယ် iOS သမားတွေကတော့ Black Hole မှာကြည့်လို့ရမယ်เนาะ Black Hole မှာ stock ဆိုတာကိုလိုက်ရှာလိုက်အဲ့ဒါဆိုရင်သူဒီရေးဆွဲနည်းတွေကိုတစ်လုံးချင်းရေးပြပေးနေလိမ့်မယ်ဥပမာဒီလိုမျိုးပေါ့ဒီဘက်ကရှိတဲ့စက်ကလုံးတွေအခုဒီထိပို့ကိုခင်ဗျားတို့ကဘယ်လိုရေးရမှမသိဘူးဆိုရင် stock ကိုရှာကြည့်လိုက်အဲ့မှာရေးဆွဲနည်းတွေပြလိုက်မယ်နောက်တစ်ခုကျွန်တော်ပေးထားတဲ့ character ဖုတ်ထဲမှာလည်းဒီစက်လုံးတွေကိုဘယ်လိုရေးဆွဲရမလဲဆိုတာကိုတစ်ချက်ချင်းစီအသေးစိတ်ရေးပြထားတာမျိုးရှိတယ်ရမယ်နော်အဲ့တော့ဒါပို့ကိုရေးတဲ့နည်းလဲကျွန်တော်ပြောပြသွားပြီဆိုတော့ပို့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင် no not လို့ပြောချင်တာသူ့ရဲ့အဓိပ္ပာယ်ကတော့အငင်းလို့ပြောချင်တာပါပဲဘာမှတော့တိတ်ကို trade to carry မရှိဘူးပေါ့နော်ဟောကဲနောက်တစ်ခုကဘာလဲဆိုရင်ဒီမှာဒီ character လေးသူ့ရဲ့နာမည်ကဘာလဲဆိုရင်လဲယို对吧လဲယို IU ကဘာလဲယိုเนาะ L ကလဲယိုဆိုတော့လီယိုဆိုပေမဲ့သူ့ရဲ့ထုံးလေးကဘာထုံးလေးတွေ့လဲ对ဖို့တုံးဆိုတဲ့အတွက်ကြောင့်တန်ပြက်လေး对吧တန်ပြက်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလဲယိုလီယိုလို့ကျွန်တော်တို့ဖတ်ရမယ်ရမယ်နော်လဲယိုလီယိုရမယ်နော်ဒါဆိုရင်လီယိုဆိုတာဘာကိုပြောလဲဆိုရင်6ကိုပြောတာပေါ့ဒါဆိုရင်9တင်ပြီးသွားပြီ5 6ကလီယို9က7 8က8 10က10ခင်ဗျားတို့9 6 9 8 10 6လေးပဲကျန်တော့တာကြားထဲမှာ对吧
အဲ့တော့1 2 5 6 9 10 10တင်ပြီးသွားပြီနော်1 2 5 6 9 10 10မှတ်တာနော်ဒါလေးတွေကိုတင်ပြီးသွားပြီဟောဒါဆိုရင်လျှို့ကိုဘယ်လိုရေးသလဲဆိုတာကြည့်ရအောင်လျှို့မှာဘာစတုပ်လေးတွေလာပြီးတော့ပေါင်းထားသလဲအပေါ်အကောင်လေးကဘာလဲဆိုရင်ဒီမှာတျံပြီးရင်ဟောင်းပြီးရင်ဘာလဲဖြဲပြီးရင်တျံဒီပါဆိုတော့ဒါလေးတွေလာပေါင်းထားတာကိုပဲဘာလို့ခေါ်လဲဆိုရင်လျှို့ဆိုတဲ့ character လေးဖြစ်လာတာအဲ့တော့ဒီထဲမှာဆွဲလိုက်တဲ့ stroke တစ်ခုကြီးစီမှာနာမည်ရှိတယ်အဲ့ဒီနာမည်လေးတွေကိုအထူးဒီမှာလာကျိုးတင်ကြားနေရတာဖြစ်တယ်နာမည်နော်ဟာဒါဆိုရင်လျှို့ကဘာလဲဆိုရင်6နာမည်နော်ကဲနောက်ဆုံးတစ်ခုဒီမှာဒီကနေ့အတွက် stroke နဲ့ပတ်သက်ပြီးတော့တင်ကျင်တာလေးတွေထဲမှာနောက်ဆုံး stroke ကလေးတွေနော် stroke တွေကဒါဒီ9ခုနဲ့ပြီးသွားမှလားဆိုတော့မဟုတ်သေးဘူးနော်ရှိနေသေးတယ်နည်းနည်းချင်းစီတင်မှာဟာဒါဆိုရင်ဒီတင်္ဂတာလေးကိုဘယ်လိုခေါ်လဲဆိုရင်နှစ်အားဆိုတော့နာဖို့တုံးလေးနဲ့ဆိုတော့နာနှစ်အားနာနာကဘာကိုပြောလဲဆိုရင် right falling ဆိုတော့ညာဘက်ကိုစောင်းစောင်းလေးကျသွားတဲ့ပုံဒီ stroke လေးတွေကိုပြောတာဖြစ်တယ်ညာဘက်ကိုစောင်းစောင်းလေးကျသွားတဲ့ stroke လေးတွေကိုပြောတာဖြစ်တယ်အဲ့တော့ဒီမှာနော်ဒဲသွားတာရှိတယ်ဒဲသွားတာရှိတယ်ကွေးသွားတာရှိတယ်ဒီမှာနော်ဒီမှာဒီနှစ်ခုရဲ့ကွာဟာချက်ကဒီကောင်ဒီအပြောက်ကလေးတတ်တာပဲရှိပြီးတော့ဒီကောင်ဒီနည်းနည်းရှည်ရှည်လေးလာရမယ်နော်ဟာဆိုတော့ဒီနှစ်ခုဒီလိုမျိုးကွဲပြားနိုင်တယ်ဆိုတော့ဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုရင်နှလို့ခေါ်တယ်ရမယ်နော်ဒါဆိုရင်နှကိုဘယ်လိုရေးဆွဲသလဲဆိုတော့ကြည့်ရအောင် right falling လို့ပြောတဲ့အတွက်ကြောင့်ညာဘက်ကိုဒီမှာဒီလိုလေးကွဲပြီးတော့ချလိုက်ရပြီပေါ့ရမယ်နော်နာဟောဒါဒီနှကိုပြောတာဒါဆိုရင်နှနဲ့ပတ်သက်တဲ့ example လေးတွေကြည့်ရအောင်ဟောဒါဆိုရင်ပထမတစ်ခုကဘာလဲဆိုရင်ဘယ်လိုထွက်လဲပထမတစ်ခု对တေအာတာတခါဒီလိုပေါင်းတတ်ရမယ်နော်တေအာတာတ对吧တေအာတာတဟောတဆိုတာသူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ကြီးတော့လို့ပြောချင်တာဒါဆိုရင်တဆိုတဲ့စကားလုံးလေးကဒီမှာကြည့်ပါဦးသူ့ကိုဘယ်လိုရေးရမလဲဒါဆိုရင်ခုနကလောက်ရှိကပြောလိုက်တယ်နော်အပေါ်နဲ့အောက်နဲ့ဆိုရင်အပေါ်ကနေစတယ်လို့လောက်ရှိလို့ပြောရမယ်ဒီမှာဆိုရင်ကြည့်လိုက်ဘယ်ဟာဘယ်နဲ့ဘယ်လိုစနေမှန်းဆိုတာကျွန်တော်တို့မြင်ဖို့ခဲရင်တယ်အဲ့တော့ဒီဟာကိုကျတော့ဘယ်ကနေစရေးရမလဲဆိုရင်လောက်ရှိလို့ဟောင်းကနေစရဘာကြောင့်ဟောင်းကနေစရလဲဆိုရင်ဒီ stroke လေးဒီဖြဲ stroke လေးဖြစ်တယ်သူကအပေါ်တော့အောက်တော့ဖြစ်နေတာအဲ့ဒါအောင်မှအောက်ကပုတ်ပြီးတော့များတယ်နော်အဲ့ဒါကြောင့်မလို့တနည်းအားဖြင့်ဒါဒီအပေါ်တော့အောက်တော့ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်ကနေစရလဲဆိုရင်ဟောင်းကနေစရတယ်ပြီးမှဖြဲနောက်တော့မှပါဆွဲရလို့ဆိုရင်နှဆိုတဲ့စကားလုံးလေးဆိုလိုက်တာအဲ့ဒါမှပါဖြစ်သွားတယ်တဖြစ်သွားတာနောက်ရှိရမှာကဒီမှာဒီလိုလေးပေါ့ရမယ်နော်ဒါဆိုရင်ဒီ character လေးကိုဆွဲတာလဲကျွန်တော်တို့ရပြီနော်အဲ့တော့တကပါလဲဆိုရင်ကြီးတော့နောက်ထပ်တစ်ခုဆွဲတာလေးကြည့်ရအောင်နောက်ထပ်တစ်ခုဆွဲတာလေးကဒီမှာနော်အတန်ထွက်ကလေးကဘယ်လိုခေါ်လဲဆိုရင်ထဲရီအန်တျံအဲ့တော့နော်အရှိကသင်္ကေတတွေနဲ့ရီးနဲ့သွားတဲ့အချိန်မှာသူကရပလက်တန်မျိုးတွေထွက်ကြတယ်ပေါ့အများသောအားဖြင့်နော်ဒါကြောင့်မလို့ sorry ရပလက်မဟုတ်ရရစ်တန်တွေကိုပြောချင်တာနော်ရပစ်တို့ရရစ်တို့အတန်ထွက်တွေနဲ့သွားပြီးတော့စင်တယ်လို့ပြောချင်တာနော်အဲ့တော့ဖော်ရီအဲ့တော့ကလည်းဒီမှာပါလဲဖြေလို့ပြောတာတွေ့ပါဒီမှာထဲရီအန်ကြတော့လေထျံဒါကြောင့်မလို့နော်သူ့မှာရပစ်ရရတန်လေးတွေပါလာတယ်ဆိုတဲ့သဘောဟိုနားလည်နိုင်တယ်ပေါ့ဒါမယ်နော်好ထဲရီအန်ထျံဆိုတာဘာလို့ပြောလဲဆိုရင်ကောင်းကင်ကိုပြောတာဒါဆိုရင်ကောင်းကင်ဆိုတဲ့စက်လုံးလေးကိုဘယ်လိုရေးလဲကြည့်ရအောင်ဒီမှာဟန်ကအပေါ်ဆုံးကလာတာဖြစ်တဲ့ကြောင့်ဟန်လေးအရင်ရေးမယ်ပြီးမှပါရေးမလဲဒုတိယဟန်လေးရေးမယ်ပြီးမှပါလဲဆိုရင်ဖြဲပြီးမှနာဒီလိုလေးတွေရေးဆွဲမယ်ဒါကသူဒီစလုံးတွေနဲ့ပတ်သက်တဲ့ရေးဆွဲနည်းတွေကိုပြောထားတာဒါပဲเนาะဒါဆိုရင်ဒီကနေ့သင်ကျင်တဲ့ stroke လေး5ခုကဒီဟာလေးတွေပဲဖြစ်တယ်အဲ့တော့ဘာကြောင့် stroke တွေကိုသင်ရတယ်လဲဆိုရင်ဒီ character တွေကိုရေးတတ်ဖို့အတွက် character တစ်ခုဖြစ်ပေါ်လာဖို့အတွက်ကဘာတွေပေါင်းစပ်ထားတယ်လဲဆိုရင် stroke တွေနဲ့ဖွဲ့စည်းပေါင်းစပ်ထားတာပဲဖြစ်တယ်အဲ့ဒီ stroke တွေမှာထင်ရဆွဲထားတာမဟုတ်ဘူးသူ့မှာနာမည်ကလေးတွေရှိတယ်ရေးရမယ့် format ကလေးတွေ rules and regulation လေးတွေရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့စနစ်တကျနဲ့ရေးတတ်ဖို့လိုတယ်စနစ်တကျနဲ့ဒီ stroke လေးတွေရဲ့နာမည်လေးကိုခေါ်တတ်ဖို့လိုတယ်ကိုရန်ဂျာကိုဆွဲလိုက်တဲ့စက်ကလုံးလေးကဘာဆိုတာသိဖို့လိုတယ်ပေါ့ပြောချင်တာရမယ်နော်အဲ့တော့ vertical horizontal တိုင်းသွားရင် hang vertical တိုင်းသွားရင် shoe နော်ဒီဘယ်ဘက်ကိုနည်းနည်းလေး꿰ပြီးတော့မှအပေါ်ကနေဆွဲချလာတာမျိုးလေးဆိုရင်နော်ဖြဲနော်အဆက်ပြောင်းလေးဆိုရင်တော့တျံညာဘက်ကိုဆွဲချအပေါ်ကနေဆွဲချတာ꿰လေးဆိုရင်တော့နာဒါသင်္ကေတလေးတွေနဲ့မှတ်ရမှာပဲဖြစ်တယ်နော်ဒါဆိုရင် hang shoe ဖြဲတျံနာပြန်ရွေးပြမယ်hang shoe ဖြဲတျံနာပြန်ရွေးပြမယ်hang shoe ဖြဲတျံနာ
好，讲哪里有句吧？树铁点那好，来，再读一遍，拿着考题有吧？和树铁点那好，非常棒，下面喏，好，那所以ဒီဘက်က example လေးတွေကိုပါ老师တို့တစ်ခါလေး老师နဲ့အတူတူလိုက်ပြီးရအောင်ဒါတွေကလည်းတကယ်တော့ meaning နဲ့မှာပါအကျုံးဝင်တယ်နော် meaning နဲ့မှာအကျုံးဝင်တယ်ဟုတ်လားကျွန်တော်တို့တစ်လုံးမှမကြည့်ရသေးဘူးဆိုတော့ဒါကိုယ့်အတွက်ကအသက်ပဲလေမှတ်ရမှာပဲ对吧ဒါဆိုရင်ကိန်း老师တို့ပါကျွန်တော်နဲ့အတူတူတစ်ခုချင်းလိုက်ရအောင်နော်一二二十十公公让人八八不不六六大大天天天天大大六六不不八八让人公公十十二二一一二二十十公公让让八八不不六六大大天天天天大大六六不不八八让让公公十十二二一一好来同学们一起读吧讲哪里的读就讲一二十公让八六大天好နော်အစကောင်းမှနောင်သိကြမှာနော်ကျောင်းသားတွေအစပဲရှိသေးတယ်တခြားလေးလိုက်ပြီးတော့မှလုပ်မယ်နော်အစအသာတခြားမရခဲ့ဆိုရင်နောက်ပိုင်းသင်ခန်းစာတွေကကိုယ့်အတွက်အများကြီး struggle လုပ်ပြီးရုံးရလိမ့်မယ်နော်ဟာဆိုတော့နောက်ပိုင်းမှာလည်းအေးအေးဆေးဆေးသွားလို့ရအောင်အစတွေကတခြားစနစ်တကျနဲ့လိုက်ပြီးတော့မှလေးလုပ်မယ်ပေါ့နော်ဒါလေးတွေကပီဟွာဆိုတာကခုနက stroke လေးတွေကိုဒီမှာရေးဆွဲနည်းလေးတွေကိုဒီထဲမှာလည်းပြောထားတာမိတ်ဆက်ပြထားတာဒါလောက်ရှိကအကုန်ရှင်းပြခဲ့ပြီးသားဆိုတော့ဒီမှာတော့လို့တော့ပေါ့ဟုတ်လားကဲဒါဆိုလို့ရှိရင်လောက်ရှိလို့ဒီမှာ character လေးတွေကိုဒီနေ့စပြီးတော့မိတ်ဆက်ပေးခြင်းတယ်ပေါ့နော် character လေးတွေဟောပထမအဆုံးမိတ်ဆက်ပေးခြင်းတဲ့ character လေးကဒီမှာပါလဲဆိုရင်ဒီ character လေးဒီ character လေးရဲ့အတန်ထွက်ကဒီမှာပါတယ်လေ对နေရီနီနေနေရီနီနေဟောနီဆိုတာဘာကိုပြောသလဲဆိုရင်တင်မင်းခမညာလို့ပြောတာဒါမယ်နော်နေဆိုတာဘာလဲဆိုရင်တင်မင်းခမညာလို့ပြောတာဒါမယ်နော်ကဲနောက်တစ်ခုမိတ်ဆက်ပေးခြင်းတာလည်းရှိသေးတယ်ဒီ character လေးကဘယ်လိုခေါ်လဲဆိုရင်နေ iron ငါဘာလဲဆိုရင် yin လို့ပြောတယ်နော်အဲ့တော့ iron ကတော့ကျွန်တော်တို့ဖီးရင်ကတော့ဖီးရင်ဘတ်တူမှာတင်ရမှာဖြစ်တယ်ပေါ့နော်နေ yin ကဘာလဲဆိုရင် ning ဒါမယ်နော်နေ yin ning ning ဟာနေ yin ni ni နေ yin ning ning ရမယ်နော်အဲ့တော့ ni ကတင်မင်းခမညာယူနေကလည်းပဲတင်မင်းခမညာယူပဲဒါပေမဲ့ဒီနှစ်ခုမှာကွာဟာချက်ကလေးရှိတယ်ဘာလဲဆိုရင် ni nin ဒီဟာလာတနည်းအားဖြင့်ဟိုအရေးသားစာပေမှာပို့ပြီးတော့အသုံးများတယ်ပေါ့နော်ဥပမာ formal ဆန်တဲ့အရေးသားတွေမှာနော်လူကြီးမင်းလို့ပြောချင်တာမျိုးပေါ့ဟိုတကယ်တန်ကြတော့နော်ဟိုအပြင်မှာလူကြီးမင်းလို့တယောက်နဲ့တယောက်တွေ့ရင်ဘယ်သူမှမခေါ်ဘူးနော်ဟာလာယူလို့ပဲအင်္ဂလိပ်လိုကတော့ပြောကြပေမဲ့တကယ်တမ်းကျတော့လူကြီးမင်းတို့ကြွပါမြန်မာလိုပြောချင်တဲ့အချိန်မှာကျွန်တော်လူကြီးမင်းဆိုလို့ရှိရင်နင်လို့တောင်းတာနော်နင်ကငါကမင်းကခမ ्या ကလို့ဟာလာဒီလိုမျိုးတွေပြောချင်ရင်တော့နီပဲပေါ့对吧အဲ့တော့လူကြီးမင်းများလူကြီးမင်းတို့ဒီလိုမျိုးပြောချင်တော့နင်ဖြစ်သွားတာသူကနော်အဲ့တော့အများနဲ့တော့မဆိုင်ဘူးပေါ့နော်တကယ်တော့ဒါနှစ်ခုလုံးကပါပဲလဲဆိုလို့ရှိရင်စင်ကုန်လာတွေပဲနော်ဟာအနေကိန်းတွေပေါ့နီကလည်းအနေကိန်းတစ်ခုပဲနင်ကလည်းအနေကိန်းတစ်ခုပဲနော်
အဲ့တော့ဘာလဲဆိုလို့ရှိရင်နင်ကပို့ပြီး formal ဆန်တဲ့အသုံးအနှုန်းတစ်ခုဖြစ်တယ်နောက်တစ်ခုကိုယ့်ထက်အသက်ကြီးတဲ့သူတွေနော်ကို respect ထားပြီးတော့မှဆက်ဆံရမယ့်လူကြီးသူမတွေဆိုရင်လည်းနင်လို့သုံးလို့ရတယ်ဟိုမှာကိုယ့်ထက်အသက်အားဖြင့်တော့လည်းကောင်းဂုံအားဖြင့်တော့လည်းကောင်းကြီးတဲ့နော်လူကြီးသူမတွေဆိုရင်ကျွန်တော်တို့နင်နောက်တစ်ခုကိုယ့်ရဲ့ဆရာသမားတွေဆိုရင်နင်လို့ပြောပြရတယ်ကိုယ့်ရဲ့လုပ်ငန်းမှာအထက်အရာရှိတွေဆိုရင်နင်လို့ပြောသုံးလို့ရတယ်ဘာလို့ဆို respect ပေးတယ်လို့သူတို့နားလည်နိုင်တယ်နော်သူတို့ကိုကာရဝတရားရှိထားပြီးတော့မှပြောတယ်ဆိုတယ်ဟုတ်လားနော်အေးကိုယ့်ထက်အသက်ကောင်မှကြီးတဲ့သူတွေကိုနေနဲ့ငါနဲ့တုံးလို့မြန်မာလိုမှာမသိတော့တယ်လို့ပဲနေလို့သွားတုံးလို့မရဘူးလားဆိုတော့ရပါတယ်ဒုပိသညာပို့ပြီးတော့ယဉ်ကျေးခြင်းတော့နင်းလို့တုံးကြရတယ်ပေါ့သူတို့စီမှာတော့နော်အသက်ကြီးလို့မို့နင်းလို့တုံးထူခြားပြီးတော့ပြောင်းလဲပြီးတုံးတာမျိုးတော့တကယ်တမ်းတော့မရှိကြဘူးဒါပေမဲ့ကိုယ့်ဘက်က respect ပြီးတော့ပြောခြင်းတယ်ဆိုရင်တော့နင်းလို့တုံးကြရတယ်ပေါ့ဆိုတော့နေလဲတွေ့နိုင်တယ်နင်းလဲတွေ့နိုင်တယ်တရုတ်တွေကတော့နော်ဟုတ်ရမယ်နော်သူတို့ဆရာသမားတွေပဲဖြစ်ဖြစ်အထက်လူကြီးတွေပဲဖြစ်ဖြစ်နီးလို့သုံးတာမျိုးတွေလည်းကျွန်တော်တို့နေ့တူကတွေ့နိုင်တယ်ဒါပေမဲ့တကယ် educated person level တွေမှာကျွန်တော်တို့ဆရာသမားတွေဆိုရင်နင်းလို့သုံးတာပို့ပြီးတော့များတာတွေ့ရလိမ့်မယ်နော်တကယ်ယဉ်ကျေးတဲ့အတိုင်းဝိုင်းမှာဒါပေမဲ့များသောအားဖြင့်တရုတ်မှာနီးလို့ပဲသုံးကြတာပါဒါမယ်နော်ပညာရေးနယ်ပယ်ပညာရေးအတိုင်းဝိုင်းမှာဆိုရင်ကိုဟာလာဆရာတွေဆိုလို့ရှိရင်နင်းတနည်းအားဖြင့်ကိုနဲ့တိတ်မရင်းနေဘူးသူ့ကိုကတော့ဘေဘီဆက်ဆံရတော့မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှပါလဲဆိုလို့ရှိရင်ကျွန်တော်တို့နင်းလို့သုံးတာပို့ပြီးတော့များတယ်။ဟုတ်ပြီနော်နင်းလို့သုံးတာပို့ပြီးတော့များတယ်။ဟာဒါလေးကဒီနှစ်ခုရဲ့ကွာဟချက်လေးနှစ်ခုလုံးကတော့ဘာမှမဆိုင်ဘူးနော်ဒီဘာမှမဆိုင်ဘူးဆိုတော့ဘာမှအသိကွဲပြားမှုမရှိဘူးနှစ်ခုလုံးက general term အနေနဲ့တရုတ်မှာအသုံးများတဲ့စကားလုံးလေးတွေပဲဒါကိုပြောချင်တာဟာဒါဆိုရင်တစ်ခုကနေနောက်တစ်ခုကနေအခုနောက်ဆုံးဒီမှာတစ်လုံးလေးဒီမှာဆိုရင် character ဘယ်နှခုတွေ့ရလဲ3ခုတွေ့3ခုတွေ့ရတယ်တွေ့ပါအဲ့တော့ character တစ်လုံးမှာအတန်ထွက်တီတစ်ခုပဲရှိတယ်လို့အရှိမပြောခဲ့တယ် character 3ခုဆိုတော့သူ့မှာအတန်ထွက်တီဘယ်နှခုရှိရမလဲ3ခုရှိရမယ်ရမယ်နော်3ခုရှိရမယ်3ခုထပ်ပို့လို့လည်းမရဘူး3ခုအောက်ရော့နေလို့လည်းမဖြစ်ဘူးရမယ်နော်ဒါကြောင့်မလို့သူ့ရဲ့အတန်ထွက်ကိုကြည့်တဲ့အချိန်မှာဟေးသူ့ရဲ့အတန်ထွက်ကဘယ်မှာလဲ sorry သူ့ရဲ့အတန်ထွက်ကပြောင်းနေတာထင်တယ်ကြည်ရတာ animation ထဲတာမှားပြီးတော့မှထည့်တာနောက်ရှိဒီမှာပဲ character လေးဖီးလေးရိုက်ပြလိုက်မယ်နော်တွေ့ဖို့ချီတကယ်တမ်းတော့အဲ့ဒါလေးကိုရေးရလဲဆိုရင်တွဲပြီးတော့ရေးရတယ်။ဒါမယ်နော်။အဲ့တော့တွေ့ဖို့ချီလောက်ရှိကဒီမှာဘာတွေပဲရေးလိုက်တာတော့ဆိုရင်ဟလာဒီဖီးနေ initial တွေ final တွေပဲရေးလိုက်တာဘာမပါလာဘူးလဲဆိုရင်ထုံးတွေမပါလာတွေ့လားထုံးတွေမပါတဲ့အတွက်ကြောင့်သူ့ရဲ့လေယူလေသိန်းကိုကျွန်တော်တို့ဘလို့ဖတ်ရမလဲဆိုတာကိုကျွန်တော်တို့မသိနိုင်တော့ဘူးတွေ့ပါအမှန်တကယ်ဘလို့ရွေးရမလဲဘလို့လေတန်းနဲ့ရွေးရမလဲဆိုတာကျွန်တော်တို့မသိနိုင်တော့ဘူးအဲ့တော့မှတ်ထားမယ်နော်ဒါကြောင့်မို့လို့ထုံးတွေကအရေးကြီးတယ်ဆိုတာကိုဒီမှာထည့်ပြီးတော့မှပြောချင်တာအဲ့တော့တွေ့မှာဗာထည့်ရမလဲဆိုရင်4တုံးထည့်ရမယ်ပူကတော့ထုံးမပါဘူးခြီကဗာလဲဆိုလို့ရှိရင်လောက်ကျတို့ကစမ်းစိမ့်ရမယ်နော်ဒါကြောင့်မလို့သူ့ကိုရေးတဲ့အချိန်မှာစစ်ဟောနော်4တုံးဒီမှာတက်ထုံဒီလိုမျိုးလေးတွေရေးပေးရမယ်ဒါကြောင့်မလို့သူ့ကိုထွက်တဲ့အချိန်မှာတွေ့ပူခြီအဲ့တော့သူကဒီထုံးမပါတဲ့အတွက်ကြောင့်ဒီလိုမျိုးထုံးမပါတဲ့အတန်ထွက်တွေကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုရင် natural tone လို့ပြောတယ် natural tone ဆိုတာသဘာဝအတန်လို့ပြောတာ natural ဆိုတာသဘာဝကိုပြောတာလीနော်ဟုတ်ဆိုတော့သဘာဝအတန်ဆိုတာပေါ်ပုဒီလိုလေးပဲဒါလေးက natural tone ပဲအဲ့တော့အတန်တွေမှာထုံးကဘယ်တစ်ခုရှိလဲဆိုရင်၄ခုရှိတယ်အဲ့ဒီထုံး၄ခုနဲ့နောက်ထပ်နော်ထုံးမပါတဲ့အတန်ထွက်ကလေးကို natural tone ဆိုတော့အားလုံးပေါင်းအတန်အမျိုးအစားဒီမှာ၅ခုရှိတယ်လို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်ထုံးအနေနဲ့ဆိုရင်တော့၄မျိုးပဲရှိပြီးတော့မှနော်အထုံး၄မျိုးထဲမှာမပါဝင်တဲ့ natural tone တစ်ခုကြံနေသေးတယ်ဆိုတာကိုသတိပြုရမယ်ရမယ်နော်အဲ့တော့ပေါ်ပူဒီလိုလေးပဲဒီပါဆိုတော့တွေ့ဖို့ချီဒီလိုလေးပဲတွေ့ဖို့ချီအဲ့တော့ပေါ်ပူကဒီ natural tone ဖြစ်တယ်ဒုပိသောညာသူ့ရဲ့အတန်ထွက်ကပေါင်းပြီးတော့ရွေးရမှာဖြစ်တဲ့အတွက်ကြောင့်အရှိက4တုံးဖြစ်နေတဲ့အတွက်ကြောင့်သူအဲ့4တုံးရဲ့အားကပို့ပေါ်မှာသွားပြီးတက်ရတဲ့အတွက်ကြောင့်ခါတလေမှာတွေ့ဖို့ချီဒီလိုမျိုးတွေရွတ်တာမျိုးတွေကျွန်တော်ကြားရတာပဲဖြစ်တယ်ရမယ်နော်ဒီကနေ့တော့တွေ့ဖို့ချီတွေ့ဖို့ချီတွေ့ဖို့ချီဒီလိုမျိုးတွေပြောတာရမယ်နော်ဟာဆိုနောက်တစ်ခုကြည့်ရအောင်ဟုတ်ဒီမှာ hey အေကအောင်ဟဲအောင်ဆိုတော့ဟောင်းတက်ထုံလေးတွေ့တော့ဟောက်ဒီပါဟဲအောင်ဟောင်းဟောက်ဟောင်းကတော့ကောင်းတော့လို့ပြောတာအော်မေးလို့ဒီကောင်းလေးမြန်မာလိုမပြောရသေးဘူးတွေးဘူးချီဆိုတာကတောင်းမှန်ပါတယ်လို့ပြောတာ
ရမယ်နော်တွေးဘူးချီဆိုတာဘာလဲဆိုရင်တောင်းမှန်ပါတယ်လို့ပြောတာခင်ဗျားတို့ဒီကနေ့ကစပြီး character တွေရေးရတော့မှာနော်အဲ့တော့ ni character ရေးရမယ် nin character ရေးရမယ်တွေးဘူးချီဆိုတာ character ရေးရမယ်အခုဒီမှာ how ဆိုတဲ့ character လေးရေးရမယ်နော် how ဆိုတဲ့ character လေးရေးရမယ်ဟာ how ဆိုတာကကောင်းတော့ရမယ်နော်ကောင်းတော့အဲ့တော့တွေးဘူးချီဆိုတာဘာလဲဆိုရင်တွေးဘူးချီဆိုတာ sorry I'm sorry လို့ပြောချင်တာကျွန်တော်တောင်းမှန်ပါတယ်နော်ကိုကြောင့်သူများစိတ်နှောက်ယှက်ဖြစ်သွားတာပဲဖြစ်ဖြစ်ကိုအတွက်မတော်တဆသူများကိုဒုက္ခပေးလိုက်မိတာနော်ဒီဟာလာနှောက်ယှက်ပေးမိတာမျိုးတွေကြုံရတဲ့အချိန်မျိုးတွေမှာကျွန်တော်တို့တောင်းပန်လို့ရတယ်နော်တွေးဖို့ချီကိုကအမှားလုပ်မိတဲ့အချိန်မျိုးတွေနော်သူများကိုအားနာစရာသူများအတွက်မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်သွားစေတဲ့အရာမျိုးတွေကိုကမတော်တဆလုပ်လိုက်မိတဲ့အခါမျိုးတွေမှာပဲကျွန်တော်တို့ကတွေးဖို့ချီသတိမထားလိုက်ဖဲနဲ့လက်လွတ်စပယ်ပေါ့နော်ဒီမှားမိသွားတဲ့အခါမျိုးတွေမှာကျူးလွန်မိသွားတဲ့အခါမျိုးတွေမှာကျွန်တော်တို့ဒီတွေးဖို့ချီတောင်းလို့ရတယ်ဒါပဲနော် how ကတော့တလုံးနဲ့ဆိုရင်တော့ကောင်းသည်ကောင်းတော့ပေါ့ fine တို့ good တို့အများကြီးတောင်းလို့ရတယ်နော်ဟုတ်ကဲဒါဆိုရင်နောက်ထပ်တစ်ခုကြည့်ရအောင်ဟုတ်နောက်ထပ်တစ်ခုကဘာလဲဆိုရင်ဒီမှာကြည့်မယ် ni ဆိုတဲ့စကားလုံးလေးပဲဒါပေမဲ့ဘာအနောက်မှာဒီမှာ character လေးတစ်လုံးတိုးလာတယ်ပေါ့အဲ့တော့အဲ့ဒီ character လေးရဲ့အတန်ထွက်ကဘာလဲဆိုတာကြည့်ရအောင်နော်ဒီမှာပေါင်းပြီးတော့ရေးထားတယ် more an အန်က an လို့ထွက်တယ်နော် more an ကဘာလဲဆိုရင် man ရမယ်နော် man more an man ဒီလိုမျိုးပြောတာဆိုတော့နေမနေမဒီလိုမျိုးဒါကခွဲပြီးပြောတာဒါဆိုရင်သူတို့ကိုပေါင်းရမယ်ဆိုရင်နေမနေမနေမဒီလိုမျိုးလေးပေါင်းပြီးရတယ်ရမယ်နော်နေမဆိုတော့နေမကလည်းပဲယူပဲဒါပေမဲ့ man ပါလာတဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဆိုရင်တို့ဆိုတဲ့စကားလုံးလေးတင်တို့မင်းတို့ခမည်းတော်ဆိုရဲဘာဖြစ်သွားလဲဆိုရင် plural လေးအများကိန်းလေးဖြစ်သွားတယ်။နီတစ်လုံးထဲတော့ကတင်မင်းခမည်းတယောက်တည်းကိုပြောတာ။နီမန်းဆိုရင်တင်တို့မင်းတို့ခမည်းတို့ရမယ်နော်။တင်တို့မင်းတို့ခမည်းတို့ဟုတ်ကဲ oh sorry ဒါပေမဲ့ဒီမှာနေမန်းဆိုတာမရှိဘူးနော်။နေမန်းဆိုတာမရှိဘူး။ရမယ်နော်။နေမန်းဆိုတာမရှိဘူး။အဲ့တော့တစ်ဖက်မှာအုပ်စုလိုက်ဆိုရင်ဘာနဲ့ပဲသုံးပါလဲ။တယောက်ထပ်ပို့လာတဲ့အရေးအတွက်ဆိုရင်နေမန်းလို့ပဲသုံးမယ်။ရမယ်နော်။ဟုတ်ကဲနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုဒီမှာလည်းမပါဘူးဟုတ်နောက်တစ်ခုကဘာလေးလဲဆိုလို့ရှိရင်နောက်ဖြစ်ဒီမှာ character လေးပဲဖင်းလေးပဲအရင်ဒီမှာရေးပေးမယ်ဟုတ်ဒီမှာကြည့်သူ့မှာထုံးမပါတဲ့အချိန်မှာလောက်ရှိလို့ဒါကိုဘယ်လိုရွေးရမလဲဆိုတာမသိနိုင်တော့ဖြစ်သွားတယ်ဒါကြောင့်မလို့နော်ထုံးတွေကအရင်အရေးကြီးတယ်နော်အဲ့တော့ main ကဘာလဲဆိုလို့ရှိရင် e ပေါ်မှာထုံးလေးတင်မယ်ဘာထုံးလဲဆိုရင် second ထုံးလေးအဲ့တော့ quan က a ပေါ်မှာထင်မယ်ဘာထုံးလေးလဲဆိုရင်ကျွန်တော်တို့ first ထုံးလေး a ပေါ်မှာတင်ပါနော်အဲ့တော့အကုန်လုံးကြီးဒီလိုမျိုးကြီးလေးလုံးလုံးပေါ်သွားတင်ပြမလို့ဒီမှာကြည့်တစ်လုံးစင်းချင်းစီပေါ်မှာတင်အဲ့တော့ဘယ်စလုံးပေါ်ကိုတင်မလဲဆိုတာလေးလောက်ရှိနောက်နေ့ကျရင်အသေးစိတ်ပြောပြအောင်နော်ဖင်းတင်တဲ့အချိန်မှာလွတ်လွတ်စပယ်ကိုတင်တဲ့စလုံးပေါ်သွားတင်တာပေါ့ဘူးသူ့မှာလည်းဘယ်စလုံးပေါ်တင်ရမလဲဆိုတော့စီမင်းစည်းကမ်းလေးရှိတယ်နော် initial နဲ့ final နဲ့နှလုံးနဲ့ရှိရင်တော့ကိစ္စမရှိဘူး final ပေါ်မှာတင်ပါဒါပေမဲ့ဒီမှာလေဟာလာဗာလဲဒီ final တွေကတစ်ခုထပ်ပို့လာပြီဦးအန်းတွေ့ပါဒီမှာနော်ဦးအန်းဟာဒီမှာနော် more a ဆိုရင် e နဲ့ i နဲ့နှစ်ခုဖြစ်နေပြီတွေ့ပါအဲ့တော့အတန်အတန်ရှိတဲ့စကားလုံးနှလုံးရှိတဲ့နော် final တွေကိုတွေ့တဲ့အချိန်မှာဘယ် e ပေါ်မှာတင်မလား i ပေါ်မှာတင်မလားဆိုရယ်မေကုံမျိုးတွေပေါ်လာတယ်ဒီမှာဆိုတဲ့ဒီလိုပဲ u ပေါ်မှာတင်မလား a ပေါ်မှာတင်မလားဆိုရယ်မေကုံတွေပေါ်လာတယ်ဦးအန်းဆိုတော့တွေ့ပါနော်အဲ့ဒီမျိုးသူ့မှာထုံးဘယ်နေရာမှာတင်မလဲဆိုရယ် regulation လေးလည်းပဲရှိသေးတယ် rule လေးလည်းပဲရှိနေသေးတယ်ဒါမယ်နော်အဲ့ဒါလေးကိုနောက်မှအသေးသေးပြောပြလောလောဆယ်တော့ဒီမှာမှတ်မယ်နော်မေကွမ်ဟာနောက်တစ်ခုကဘာလဲဆိုရင်ရှိကတော့ကျွန်တော်တို့ဘာထုံးမှမပါဘူးသူကတော့ natural တုံးလေးဖြစ်တယ်ဒါမယ်နော်ဒါကြောင့်မလို့သူ့ကိုရွတ်တဲ့အချိန်မှာမေကွမ်ရှိဟာမေကွမ်ရှိဆိုတာက no problem လို့ပြောတာပဲတနည်းအားဖြင့်ပြောရရင်နော် that's fine that's okay ဒီလိုမျိုးပြောတာနော်ဟာရပါတယ်ကိစ္စမရှိပါဘူးအဲ့တော့ဘယ်ချိန်မှာသုံးလို့ရလဲဆိုရင်တွေးဘူးချီနော်တစုံတစ်ယောက်ကကို sorry နော်တောင်းပန်ပါတယ်နော်ဒီလိုမျိုးလာပြောလာပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကခွင့်လွတ်နိုင်တယ်ကိစ္စမရှိပါဘူးလို့ပြန်ပြောခြင်းတဲ့အခါမျိုးမှာမေကွမ်းရှိလို့ကျွန်တော်တို့သုံးလို့ရတယ်မေကွမ်းရှိကိစ္စမရှိပါဘူးဆိုပြီးပြန်ပြောနိုင်တယ်ဖြေနိုင်တယ်အဲ့တော့ဒီနေ့ခုကတွဲနေတာပေါ့နော်တွေးဘူးချီဆိုရင်ကိုကရတယ်ကိစ္စမရှိဘူးဘာမှမဖြစ်ဘူးလို့ပြောချင်ရင်မေကွမ်းရှိပြန်ပြောလို့ရတယ်ရမယ်နော်တကယ်တော့
နီးဟောဆိုရင်မင်္ဂလာပါလို့တွဲပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်သူများက hello hi လို့ကိုယ့်ကိုပြောလိုက်ရင်ကိုကနီးဟောလို့ပြန်ပြောလို့ရမယ်နော်ဟာနောက်တစ်ခုကနီးတစ်ဖက်ကအဖွဲလိုက်ဆိုရင်ကိုကနီးဟောင်းနေမကဘူးနီမန်းဟောင်းလို့မိတ်ဆက်လို့ရမယ်ရှစ်ဆိုအမြဲတမ်းပြောတယ်ထုံးရွှေမန်းဟောင်းကျောင်းသားတို့မင်္ဂလာပါအဲ့ဒါကိုလောက်ရှိကနီမန်းဟောင်းလို့ပြောင်းပြီးနှုတ်ဆက်လို့ရတယ်တွေ့ပါရမယ်နော်ဟာနီးဟောင်းတယောက်တည်းချင်းမျက်နှာချင်းဆိုင်တွေ့တယ်ဆိုရင်တော့နီးဟောင်းလို့ပဲသုံးမယ်ကိုကတယောက်တည်းလာတယ်တစ်ဖက်မှာတော့ကိုကထားပါတော့အဖေနဲ့မိနှစ်ယောက်လာတယ်နီမန်းဟောင်းအဖေနဲ့မိကိုနှုတ်ဆက်လို့ရတယ်တစ်ဖက်မှာကုမ္ပဏီကလူကြီးတွေကအုပ်စုလိုက်လာတယ်ဆိုနီမန်းဟောင်းဒီလိုမျိုးတွေပြောလို့ရတယ်အဲ့တော့နင်းဟောင်းဆိုတဲ့အသုံးနှုန်းကတော့ကျွန်တော်တို့ဗာနဲ့သွားပြီးတော့ဆင်လဲဆိုလို့ရှိရင်ဟလာဟိုတယောက်တည်းတွေ့တယ်နော်လူကြီးတယောက်ဆိုရင်ကျွန်တော်တို့နင်းဟောင်းလို့သုံးလို့ရတယ်ဒါပေမဲ့ဒါဒီဘာဆန်လဲဆိုရင် formal ဆန်တယ်ကျွန်တော်တို့တခါတလေအိမ်တကာဝတွေမှာမင်္ဂလာပါဆိုပြီးတဲ့ဆိုင်းပုတ်လေးတွေချိတ်ထားကြတာမျိုးရှိတယ်တခါတလေမှာစားတောက်ဆိုင်တွေမှာမင်္ဂလာပါလို့ချိတ်ထားတဲ့ဆိုင်းပုတ်လေးတွေရှိတတ်တယ်မြန်မာလိုအဲ့ဒီချိန်မှာတရုတ်လိုကြတော့နင်းဟောင်းလို့ပဲတွေ့ရမယ်နီးဟောင်းလို့တွေ့ရမှာမဟုတ်ဘူးအဲ့တော့ပို့ပြီးတော့ formal ဆန်တယ်ပို့ပြီးတော့ယဉ်ကျေးတယ်ဆိုတဲ့သဘောအနေနဲ့ဆိုင်တွေကသူတို့ရဲ့ယဉ်ကျေးမှုကိုပြသသူတို့ရဲ့နှွေးထွေးမှုကြိုးဆိုမှုတွေကိုပြသတာအနေနဲ့နင်းဟောင်းလို့ပဲရေးတတ်တယ်မင်္ဂလာပါဆိုတဲ့ဆိုင်းပုတ်ကိုရမယ်နော်好ဒါဆိုရင်အဲ့တော့နေမန်းဆိုတာမရှိတဲ့အတွက်ကြောင့်နော်တယောက်တည်းဆရာသမားတယောက်တည်းဖြစ်စီအဖိုးဖွားတယောက်တည်းအဖိုးအဖွားနော်တယောက်ချင်းစီကိုကျွန်တော်တွေ့ရတဲ့အချိန်မှာနော်နီမန်းဟောင်းလို့မနှုတ်ဆက်ပဲနဲ့တယောက်ချင်းစီတွေ့တဲ့အချိန်မှာနင်းဟောင်းနင်းဟောင်းဒီလိုမျိုးနှုတ်ဆက်နိုင်နီးဟောင်းလို့နှုတ်ဆက်လို့လည်းရပါတယ်ဘာမှမဖြစ်ဘူးနော်ဟာပို့ပြီးတော့ယဉ်ကျေးခြင်းနော်နင်းဟောင်းလို့နှုတ်ဆက်ရတယ်ဒါပဲနော်ဒါဆိုရင်ဒီဇက်ကလုံးလေးတွေကိုကျွန်တော်တို့နားလည်နိုင်ပြီလို့ထင်တယ်ဒါပဲနော်ဟာဆိုတော့ဒီစကလုံးလေးတွေရေးဆွဲနည်းကိုဘယ်မှာတွေ့နိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ character book မှာတွေ့နိုင်တယ်เนาะကျွန်တော် character book လေးတစ်ချက်ပြပေးမယ်ဆောင်းသားတွေအိမ်ငိုက်နေပြီမငိုက်ဘူးဆရာ ဒါမှမကြရโอเคကြည့်ရအောင်เนาะအစဆိုတော့ဒီလိုပါပဲဟဲ့လားဒီမှာเนาะ character book လေးဒီစာအုပ်လေးမရသေးရင်ရှာလို့မတွေ့သေးဘူးဆိုတော့ဖြစ်ကိုတစ်ချက်ပြောပြီးเนาะလောက်ထိပြန်ပြီး forward လုပ်ပေးမယ်ဒီမှာနီးဆိုတဲ့စကားလုံးလေးကိုအပေါ်ပိုင်းမှာမလုပ်ထားလဲဆိုရင်တစ်ခုချင်းစီကိုရေးပြပေးထားတယ်เนาะဒါလေးက reference အနေနဲ့ယူမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကြီးကပုံနှိပ်စာအုပ်ကြီးမဖြစ်မနေရှိဖို့ကိုမှမလိုအပ်ဘူး DB လေးရှင်းရပြီเนาะ DB တဲ့ file လေး alert file လေး soft copy လေးရှင်းရပြီအဲ့တော့ဒီမှာတစ်ခုချင်းသူရေးပြထားတယ်တွေ့လားတစ်စင်ချင်းအဲ့ဒီအတိုင်းလေးဒီမှာရေးသွားရုံပဲဒီစလုံးလေးတစ်လုံးရအောင်ရမယ်เนาะဒီစလုံးလေးတစ်လုံးရအောင်အဲ့ဒီအတိုင်းရေးသွားရုံအဲ့တော့ knee ဆိုတဲ့စကားလုံးလေးဒီမှာရှိတယ် house ဆိုတဲ့စကားလုံးလေးဒီမှာရှိတယ်နောက်တစ်ခု ning ဒီမှာရှိတယ်နောက်တစ်ခု knee ပဲဒီမှာသူပြန်ပေးထားတာဘာမှမဖြစ်ဘူးရေးပြီးသားဆိုရင် skip လို့ရတယ်ပြန်ရေးခြင်းတစ်ပါဆိုလည်းဖြစ်တယ်နောက်တစ်ခု man ဒီမှာတွေ့ပုချီဆိုရင်၃လုံးဖြစ်တဲ့အတွက်ကြောင့်၃ချိန်ခွဲပြီးတော့ရေးရမယ်နောက်ခုမေးခွန်းရှိဆိုတော့ဒီမှာမေးခွန်းရှိဒါဒီသင်ခန်းစာ1မှာသင်ရတဲ့စကားလုံးတွေဖြစ်တယ်ဒါဆိုရင် lesson 1က character ကဒါပဲပါတဲ့အတွက်ကြောင့်ပြီးသွားပြီပေါ့နော် lesson 1ဒါဆိုရင်ကျွန်တော်တို့ပုံနှိပ်စာအုပ်ကလေးဖြစ်တဲ့နော်ဒီမှာဒီစာအုပ် textbook လေး workbook လေးတွေနောက်လည်းကြံနေအောင်မယ်ဒါဆိုရင်ကျွန်တော် textbook လေးတွေကိုသွားကြည့်အောင်အဲ့တော့ဒီမှာနီးဟောင်းဆိုတာဘာကိုပြောလဲဆိုရင် hello လို့ပြောတာတစုံတစ်ယောက်ကကိုယ်နီးဟောင်း hello လို့ပြောလိုက်ရင်ကိုကလည်းနီးဟောင်း hello လို့ပြန်ပြီးနှုတ်ဆက်ရဒီမှာနေဒီဘာဖြစ်လဲဆိုရင် singular ဖြစ်ပြီးတော့မှ you ကိုပြောတာ how the good fine လို့ပြောတာဒီမှာသင်ခန်းစာတက်မှာဒါတွေပါပြီးသားနော်အဲ့တော့နီးဟောင်းဆိုရင်နင်းဟောင်းဒီမှာတက်တူရွဲတူလုပ်ငန်းတူပါရနာမို့လို့နီးဟောင်းနှုတ်ဆက်တာနောက်တစ်ခုဒီမှာကြည့်မယ်သူတို့က2ယောက်လာတယ်ဒီဘက်မှာတော့အဖိုးကြီးတယောက်တည်းဖြစ်တယ်ဒါကြောင့်မလို့သူတို့2ယောက်ကအဖိုးကြီးကိုနှုတ်ဆက်တဲ့အချိန်မှာနင်းဟောင်းလို့နှုတ်ဆက်တယ် respect ပေးတယ်ဆိုတဲ့သဘောပဲပို့ပြီးတော့မှ polite ဖြစ်တာပေါ့ရမယ်နော်အဲ့တော့အဖိုးကြီးကတော့ဒီဘက်မှာ2ယောက်လာနေတာကိုနီးဟောင်းလို့ပဲသွားပြီးနှုတ်ဆက်လို့မရတော့ဘူးနော်2ယောက်လာနေတာဖြစ်တဲ့အတွက်ကြောင့်နီမန်ဟောင်းလို့ဒီမှာ man ဆိုတဲ့စကားလုံးလေးထုတ်သုံးလာတာကိုတွေ့ရနိုင်တယ်အဓိပ္ပာယ်ကဘာမှမပြောင်းသွားဘူးနော် hello ပဲရမယ်နော်နီမန်ဟောင်းကိုကျွန်တော်တို့ဟလာဗာလဲ hello hi ဆိုပြီးတော့ပဲဘာသာပြန်ရင်ကိစ္စပြတ်တယ်ပေါ့ပြောချင်တာကရမယ်နော်အဲ့တော့ဒါပေမဲ့ man ဒီဟာလာဘာဖြစ်သွားလဲဆိုရင်ဘလို့တယ် man ပါတဲ့အတွက်ကြောင့်အများကိန်းဆိုတာကိုကျွန်တော်တို့တွေ့ရနိုင်တယ်နော်နောက်တစ်ခုဒီမှာတွေးပုချီဆိုတာဘာလဲဆိုလို့ရှင် sorry လို့ပြောချင်တာဖြစ်ပြီးမိတ်ကွမ်းရှိကတော့ okay alright ဟာလာ no problem it doesn't matter ဒီလိုမျိုးတွေကျွန်တော်တို့ရပါတယ်ကိစ္စမရှိပါဘူးအဆင်ပြေပါတယ်ဘာမှမဖြစ်ပါဘူးမြန်မာလိုတွေကတော့အများကြီးပြောလို့ရတယ်နော်ဟာဒါဆိုရင်ဒီစက်ကလုံးလေးတွေကိုလောက်ရှင်းတဲ့အတူတူလိုက်ပြီးတော့မှမီနီလေးတွေကိုအရင်ရွတ်ကြည့်ရအောင်နော်ဒါဆိုရင်းနီးလေးတွေပဲလဲတည်ပြီးအထိပ္ပယ်လေးတွေလည်းတည်ပြီးဆိုတော့ဒီကနေ့ကနေစပြီးတော့ဒီမီနီလေး6လုံးကို
ကျွန်တော်အင်စာအနေနဲ့ရေးခဲ့မယ်ရမယ်နော်ဟာဒါဆိုရင်မရေးခင်မှာကျွန်တော်တို့ဟာလာအတန်ထွက်ကလေးတို့ရတော့အောင်ဂိမ်းလောက်ရှိသူပါလောက်ရှိနေတူတူလိုက်ပြီးရအောင်နေ好好，你你好好，你你好好，ကဲရွတ်ကြည့်ပါအောင်ကျောင်းသားရေ你好，好，ပြန်ရွတ်ရအောင် 你好，好，好နောက်ရှိကကြိုက်သူရေးပြန်လို့ပြောရင်ပြန်ရွတ်ခိုင်းတာနော်ကြိုက်သူရေးပြန်နောက်တစ်ခေါက်ရွတ်ပါအောင်လို့ပြောတာဟာနောက်ရှိကတရုတ်လို့ပြောတော့မှာနော်ဒီဟာရှိကြိုက်သူရေးပြန်ဆိုနောက်တစ်ခေါက်ရွတ်ပါအောင်လို့ပြောတာလိုက်ဒီမှာကြိုက်သူရေးပြန်你好，ရမယ်နော်နီးဟောင်လို့ပြောလို့မရဘူးတစ်ခုချင်းခွဲဖက်တဲ့အချိန်မှာနီဟောက်ဒီလိုဖတ်ရမယ်နော်အဲ့တော့ဒီမှာပေါင်းသွားရင်တော့ဘယ်လိုဖတ်ရမလဲ你好，တွေ့နော်စတုတ်ကတော့ဒီမှာတက်ထုံးနှစ်ခုပေါင်းထားတာပဲဒါပေမဲ့အရှိကနေက second ထုံးပြောင်းပြီးရွတ်ပြရမှာဖြစ်တဲ့အတွက်ရွတ်တဲ့အချိန်မှာပဲပြောင်းပါနော်ထုတ်ကစတုတ်ကဒီ sorry ထုံးကပြောင်းလဲပြီးတော့ရေးဖို့မလိုဘူးပြောင်းပြီးတော့ပဲရွတ်ပေးဖို့လိုတာမှန်မယ်နော်အဲ့တော့တက်ထုံးနှစ်ခုတွေ့တဲ့အချိန်မှာအရှိအကောင်ကို second ထုံးပြောင်းလဲပြီးတော့ပဲရွတ်ပေးဖို့လိုတာနော်အဲ့ဒါကြီးကိုထုံးကိုသွားပြီးတော့ပြောင်းပေးဖို့သင်္ကေတကြီးကိုပြောင်းပေးဖို့မလိုအပ်ဘူးနော်ဟာဒါဆိုရင်ကိန်းလောက်ရှိသူပါလောက်ရှိနဲ့တူတူလိုက်ပြီးတော့ရွတ်ရအောင်နော်နီးဟောက်你好，你好你好，你好你好，你好好，好ကျောင်းသားတွေရွတ်ကြည့်ပါအောင်你好，အခုလေဒီမှာ你好，好，来ကြိုက်သူကြီးပြန်你好，你好，好非常棒好နောက်တစ်ခုကြည့်ရအောင်您ဂိမ်းလောက်ရှိသူပါ您您你们你们，你们你们，您您，您您，你们你们，你们你们，您您，您您，你们你们，你们你们，您您，好来同学们一起读教那里读读拍呀你们，你们好，你们您ပြန်ရွတ်ရအောင်ဒါလေးကို您，你们，好ကြိုက်သူကြီးပြန်您，你们，好非常棒ဒါဆိုရင် conversation လေးကိုကြည့်ရအောင်နော်好ကိန်းလောက်ရှိသူကျွန်တော်နဲ့တူတူလိုက်ပြရအောင်您好你好，你们好你们你们好，您好您好，你们好你们好，您好您好，你们好你们好，来你们一起读教那里读读拍呀您好，你们好，你们好，来教那里读读ပြန်ဖတ်ပါအောင်ခြိုက်သူကြီးပြန်你好，你们你们好，好非常棒来下一个နောက်တစ်ခုကြည့်ရအောင်好ကိန်းလောက်ရှိသူပါလောက်ရှိနဲ့တူတူလိုက်ပြီးရပါအောင်对不起对不起，对不起，没关系没关系，对不起对不起，没关系没关系，没关系没关系，对不起对不起，对不起对不起，没关系没关系，没关系没关系，对不起对不起，对不起对不起，没关系没关系，好来同学们一起读教那里读读拍吧对不起，对不起，没关系，好来再读一遍对不起，没关系，来没关系，再读一遍对不起，没关系，好非常棒来ဒီဘက်က conversation ကိုဖတ်ကြည့်ပါအောင်ဗါလဲလေ对不起，没关系，
好，来再读一遍。对不起，没关系。好，对不起，没关系。ဒါဆိုရင်ဒီကနေ့တင်တဲ့ဟာလာသင်ခန်းစာ1ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးပြီးသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်နော်အဲ့တော့သင်ခန်းစာ1မှာကျွန်တော်တို့ဒီမှာကြည့်မယ်ဒီ initial final လေးတွေပြောပြခဲ့ပြီးထုံးတဲ့ပတ်သက်တာလေးတွေပြောပြပြီး exercise လေးတွေလုပ်ခဲ့ပြီးနောက်တစ်ခုဒီမှာ initial final ထုံးပေါင်းတဲ့ Chinese level နဲ့ပတ်သက်ပြီးတော့လည်းပြောခဲ့ပြီး exercise ကလေးတွေလည်းလာကျတို့လုပ်ခဲ့ပြီးခုနကတော့ပြောတဲ့ဒီမှာ stock ရေးတာဟာလေးတွေလည်းဒီမှာမိတ်ဆက်ခဲ့ပြီး နော်ဒါကြောင့်မလို့သင်ခန်းစာ1ကအကုန်လုံးပြီးသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာလေးပဲကျွန်တော်တို့ဆိုရင်课堂用语ဆိုတာ classroom expression လေးကြံနေခဲ့တယ်။ဒီပါclassroom expression လည်းလောက်ရှိကစတဲ့နေ့တွေကအများကြီးမိတ်ဆက်ပေးခဲ့တယ်ပေါ့နော်။အဲ့တော့上课ဆိုတာဘာလဲဆိုရင် attended ဒီ class speaking တန်းစားတယ်တန်းတက်တယ်ပေါ့နော်။အတန်းစားပြီလို့ပြောချင်တာ။下课ဆိုရင်တော့အတန်းဆင်းတယ်လို့ပြောတာ။ဒါလေးတွေကလောက်ရှိကအမြဲတမ်းပြောမှာနော်။好နောက်တစ်ခုက现在休息ဒါတော့ take a break ဒါတော့လောက်ရှိကပြောခဲ့တယ်ပေါ့နော် online မှာတနားရီလောက်ပဲစာသင်ရတာဖြစ်တဲ့အတွက်ကြောင့်现在休息ဆိုရင်အခုအနားယူမယ်လို့ပြောတာနောက်တစ်ခုက看黑板ဆိုတာကအရှိမရှိတဲ့ blackboard ဒါမှမဟုတ် whiteboard ကိုကြည့်ပါလို့သူကပြောချင်တာဖြစ်တယ်တွေ့ပါနောက်တစ်ခုက跟我读ဒါလေးကတော့အသုံးများတယ်လောက်ရှိအခုနေ့တိုင်းပြောနေတာတွေ့ပါ跟我读跟老师读ဆရာနဲ့တူတူလိုက်ရပါကျွန်တော်နဲ့တူတူလိုက်ရပါဒီလိုမျိုးတွေပြောနေတာဒါအားလုံးသိပြီးသွားပြီနော်好သူ့မှာလည်းပဲဒီမှာ CD file လေးလည်းပါတယ်အတန်ထွက်ကလေးတွေဒါလေးကိုလည်းအတန် file မှာနောက်ထပ်နောက်တယ်နောက်တစ်ခုကျွန်တော်တို့နော်ဒီမှာဒီကောင်လေးတွေလည်းဘာရှိလဲဆိုရင်ဒီမှာအတန် file လေးတွေရှိတယ်နားထောင်နိုင်တယ်နော်အတန် file လေးတွေရှိတယ်နားထောင်နိုင်တယ်အဲ့တော့အတန် file တွေကိုလည်းကျွန်တော်တို့ group ထဲမှာပေးထားပြီးသားဖြစ်တယ်ဒီကောင်လေးတွေလည်းဘာရှိလဲဆိုရင်ဒီမှာအတန် file ရှိတယ်သူ့ရဲ့ native speaker ပြောတာတွေကိုများများနားထောင်ခြင်းအပြင်ကိုယ့်ရဲ့အတန်ထွက်နဲ့ listening skill တွေပိုကောင်းလာအောင်လို့လေ့ကျင့်ယူလို့ရတယ်နော်ဒါဆိုရင်သင်ခန်းစာ1ကဒီ task force နဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်မှာအားလုံးပြီးပြီလို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်။ဒါမယ်နော်။အဲ့တော့ list တစ်ခုပြီးပြီလို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်။ဘာပဲကြံမလို့ဆိုရင် one spot ထဲမှာရှိတဲ့သင်ခန်းစာလေးတွေအနည်းချင်းကြံအောင်မယ်။ဒါမယ်နော်။အဲ့တော့ဒီကနေ့ဘာတွေလုပ်ရမလဲဆိုလို့ရှိရင် character တွေရေးရမယ်။နော် character တွေရေးရမယ်။အဲ့တော့ဘယ် character တွေရေးရမှာလို့ဆိုရင်ဒီဘက်မှာပါတဲ့ new word တွေအကုန်လုံးရေးရမယ်။ဒါမယ်နော် new word တွေအကုန်လုံးရေးရမယ်။အဲ့တော့နေရေးမယ်။နော်မြန်မာလိုကြီးနောက်ကအဓိပ္ပာယ်တွေဘာတွေမှရေးကြမလို့ဘူးကျွန်တော်တို့ဘယ်လိုပဲရေးမလဲဆိုလို့ရှိရင်ဆိုပါစို့နော်ခင်ဗျားတို့ကနှစ်ကြောင်းမြင်ဒီလိုအကွက်တွေမရှိဘူးဒီလိုမျိုးနှစ်ကြောင်းဟလာတစ်ကြောင်းမြင်ပဲဆိုပါစို့တစ်ကြောင်းမြင်ပဲဆိုလို့ရှိရင်ဒီမှာကြည့်ရအောင်နော်အဲ့တော့ဒီပထမတစ်ကွက်မှာဘာရေးမလဲဆိုရင်နီဆိုတဲ့ character လေးရေးလိုက်ပြီးရင်အောက်မှာသူ့ရဲ့ဘာလေးရေးမလဲဆိုရင်ဖီးရင်လေးရေးမယ်အဲ့တော့နီတစ်လုံးရေးမယ်ဖီးရင်တစ်ကြိမ်ရေးမယ်ဒီမှာနောက်တနေရာလေးမှာပေါ့ကိုကခလန်းလန်းလေးလောက်မှာရေးမယ်နော်အရင်လန်းကြလည်းမလို့ဘူးနော်ဗာလဲဟိုဘက်ဒီဘက်မထိရင်ပြီးတာပဲနော်မထိသွားရင်ပြီးတာပဲနော်အကျဲကြီးတွေဒီလိုမျိုးကြီးလှုပ်ရှားမလို့ဒီလိုမျိုးအကျဲကြီးတွေလည်းရေးကြမလို့တကယ်တမ်းတော့ဒါဆိုရင်တော်တော်ကြီးကြီးရဒီလက်ကွက်တွေကနော်နောက်ပိုင်းကျရင်ကိုလက်ရည်တွေမလှပဲနေမှာဆိုဒီလောက်ကြီးတော့ကြီးကြမလို့နော်နည်းနည်းခက်စိတ်စိတ်လေးရေးရပြီအဲ့တော့တကြောင်မြင်းနဲ့ရေးမှာဆိုလို့ရှိရင်အဲ့ဒီတကြောင်မြင်းရဲ့နော်ဒီအလဲတက်တဲ့ကိုဗဟိုပြုတ်ပြီးတော့မှကျွန်တော်တို့ရေးအပေါ်ကိုအဲ့တကြောင်မြင်းရဲ့အပေါ်ကိုလည်းတက်မသွားသေးနဲ့အောက်ကိုလည်းမရောက်စီနဲ့ character တွေရေးတဲ့အချိန်မှာအလဲတက်တဲ့မှာရေးမယ်နော်ဟာဒါကရေးဆွဲနည်းလေးတွေကိုပြောချင်တာနောက်တစ်ခုနော်မှတ်မယ်နော်ရှိတို့ကနော်တကြောင်မြင်းနဲ့ရေးတဲ့အချိန်မှာဒီအပေါ်ကတန်းကို character ရေးမယ်တစ်လုံးရေးမယ်ပြီးရင်သူ့အောက်မှာသူ့ရဲ့ဖင်းရင်းလေးရေးမယ်ဥပမာ character နီဆိုတဲ့ character လေးဆွဲပြီးသွားတယ်နဲ့သူကနီဆိုတဲ့ဖင်းရင်းလေးအောက်မှာရေးမယ်ဖီးရတဲ့အချိန်မှာ initial final ထုံးတစ်ခုမှမကြံခဲ့ပါစေနဲ့เนาะအဲ့တော့နေဒီလိုလေးရေးမယ်နေเนาะဒီလိုလေးရေးမှာဒါကရင်းနှီးအမှန်လို့သတ်မှတ်မယ်အကယ်၍ကျောင်းသားတွေကဟာလာဟာငါတော့ဟာလာဒီလိုမျိုး character တစ်လုံးဖီးတစ်လုံးရေးရတာပြင်းလိုက်တာ character တွေကြီးပဲအရင်နေ character တွေငါအရင်ဆွဲလိုက်မယ်တစ်ချက်ပြီးမှဖီးလေးတွေရေးလိုက်ပြီးတော့နောက်အောက်ကဖြည့်လိုက်မယ်ဆိုတာမျိုးလောက်တတ်တယ်အဲ့လိုမလုံးနဲ့เนาะအဲ့ဒါမမှန်ကန်ဘူးအဲ့ဒီရင်းနှီးရမယ်เนาะအဲ့ဒီရေးနေရမမှန်ကန်ဘူးအဲ့တော့ဘယ်လိုရေးမလဲဆိုရင် character တစ်ချိန်ဖီးရင်တစ်ချိန်တလဲစီရေးမယ် character တစ်ချိန်ဖီးရင်တစ်ချိန်သူ့အလဲနဲ့သူเนาะသူစလုံးနဲ့သူ character နဲ့သူဖီးရင်နဲ့တွဲနေဖို့လိုတယ်လို့ပြောချင်တာဒါဆိုရင်အိမ်စာဘယ်လိုရေးရမလဲနားလည်ပြီလားနားလည်ပါနားလည်ပြီเนาะဒါဆိုရင်လာရှုကိုဒီစလုံး6လုံးကိုရေးပြီးသွားရင်မီနင်းတကယ်တော့မီနင်း6လုံးပေါ့မီနင်း6လုံးကိုရေးပြီးသွားရင်လာရှုကိုအိမ်စာလေးထပ်ပေးမယ်เนาะအိမ်စာကတော့လာရှုတို့ဘယ်အချိန်မှာနောက်ဆုံးထားပြီးထပ်ပေးဖို့လိုမလဲဆိုလို့ရှိရင်တနင်္ဂနွေနေ့ည12နာရီမတိုင်ခင်ပေါ့နောက်ရှိကိုနောက်ဆုံးထားပြီးတော့မှ group ထဲကိုရေးပြီးတော့မှဓာတ်ပုံရိုက်ပြီးပို့ပေးထားပါရမယ်နော်
好ဒါဆိုရင်လောက်ရှုကိုဒီနေ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ဗာများပြန်မေးချင်တာရှိအောင်မလဲမရှိတော့ဘူးเนาะ好那我们今天就到这里吧同学们再见再见老师，拜拜老师。再见。嗯